بسم الله الرحمن الرحيم الحمد لله نحمده ونستعينه ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له ونشهد أن لا إله إلا الله وحده لا شريك له ونشهد أن سيدنا ونبينا ومولانا محمدا عبده ورسوله صلى الله تعالى عليه وعلى آله وأصحابه وسلم تسليما كثيرا كثيرا أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الناس كلوا مما في الأرض حلالا طيبا ولا تتبعوا خطوات الشيطان إنه لكم عدو مبين إنما يأمركم بالسوء والفحشاء وأن تقولوا على الله ما لا تعلمون صدق الله العظيم لذات إسلام تادنا وإنجينا ومياكم ياယခုကျွန်တော်ဖတ်ရတဲ့စေလိုက်တဲ့အာယတ်တော်ရဲ့အရင်အာယတ်တော်များမှာအလ္လာဟ်ရှင်မြတ်သခင်ကရှရစ်လို့ခေါ်တဲ့အလ္လာဟ်ရှင်မြတ်သခင်အင်မတန်ဆက်ဆုပ်ယွန်းရှာတဲ့အလ္လာဟ်နဲ့တူဖက်နှိုင်းရှင်ကိုးကွယ်တဲ့ဆိုးရွားတဲ့ဒီကျင့်စဉ်အကျင့်ဆိုးကြီးရဲ့ဆိုးသွားမှုများကိုပေါ်ပြထိုနည်း၎င်းမဲ့အပေါ်ကအာယတ်တော်များမှာအလ္လာဟ်ရှင်မြတ်သခင်ကရှရစ်ဘက်ကိုဖိတ်ခေါ်တဲ့ပုဂ္ဂိုလ်များနဲ့ဖိတ်ခေါ်ခြင်းခံရတဲ့နောက်လိုက်နောက်သားများရဲ့အကြောင်းရဲ့၎င်းတို့ရဲ့အဆုံးဏီကုန်းရဲ့တစ်သက်ပတ်လုံးအဲ့ဒီပုဂ္ဂိုလ်ဒီဂျဟန္နမ်အပင်ငရဲမှာရှိနေမဲ့အကြောင်းရဲ့အသီးသီးသင်ပြပြီးတဲ့နောက်ပိုင်းမှာယခုကျွန်တော်ဖတ်ရတဲ့စေလိုက်တဲ့အာယတ်တော်ထဲမှာအလ္လာဟ်ရှင်မြတ်သခင်ကအာရဗ်နိုင်ငံရဲ့ရှေးယခင်မုရှရစ်များအလ္လာဟ်နဲ့အခြားအရာဝတ္ထုများကိုတူဖက်နိုင်ရှင်ကိုးကွယ်ခဲ့ကြတဲ့ပုဂ္ဂိုလ်များရဲ့အစဉ်အလာဆိုးတစ်ရပ်ကိုလည်းဆက်ပြီးဖော်ပြအဲ့ဒီပုဂ္ဂိုလ်ရဲ့အစဉ်အလာဆိုးတစ်ရပ်ကဘာလဲဆိုလို့ရှိရင်အဲ့ဒီမုရှရစ်တွေဟာမိမိတို့အလ္လာဟ်နဲ့အတူတူဖက်နိုင်ရှင်ကိုးကွယ်တဲ့ရုပ်ထုများရဲ့နာမတော်နဲ့နတ်တိုးတွေကိုဘေးမဲ့လွတ်တဲ့အစဉ်အလာရှိခဲ့ကြတယ်နတ်တိုးတွေကိုဘေးမဲ့လွတ်တဲ့အစဉ်အလာကဘာဖြစ်လို့ဒီအစဉ်အလာကိုရွေးချယ်ခဲ့ကြသလဲဆိုသူတို့ရဲ့မှားယွင်းတဲ့အယူအဆအရဒီနတ်တိုးတွေကိုသူတို့တူဖက်နိုင်ရှင်ကိုးကွယ်တဲ့ရုပ်ထုများအင်တန်နှစ်သက်တဲ့ကိစ္စရဲ့လို့ယုံကြည်ပြီးမှနတ်တိုးတွေကိုဘေးမဲ့လွတ်ခဲ့ကြနတ်တိုးတွေကိုဘေးမဲ့လွတ်ပြီးမှသူတို့ရဲ့ယုံကြည်ချက်ကဘာလဲဆိုရင်ဒီနတ်တိုးတွေကိုဖန်ဆီးခြင်းဒီနတ်တိုးတွေကိုဖန်ဆီးပြီးတော့တပ်ဖြတ်ခြင်းအသားစားခြင်းအကရဲ့သူ့မှာနှိုးရှိတယ်ဆိုလို့ရှိရင်နမဆိုလို့ရှိရင်အဲ့ဒီနွားရဲ့နှိုးကိုတောက်ခြင်းအဲ့ဒီနွားတွေရဲ့အပေါ်မှာကုန်းစည်းစလဲတွေကိုတင်ဆောင်ခြင်းအစရှိတဲ့အရာတွေကိုသူတို့ဟာရမ်လို့သတ်မှတ်တယ်နောက်ပြီးတော့ဒီနတိုးတွေကိုစားခြင်းတောက်ခြင်းအဲ့ဒီနတိုးတွေစီကနေအကျိုးခံစားခွင့်ရယူခြင်းကိုလည်းဟာရမ်လို့သတ်မှတ်ခဲ့ကြတယ်အဲ့ဒီလိုဟာရမ်လို့သတ်မှတ်ခြင်းဟာသူတို့ရဲ့ကိုးကွယ်တဲ့ရုပ်ထုတွေနှစ်သက်မှုရရှိရလေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့
အဲ့လိုဘေးမဲ့လွတ်ခဲ့ခြင်းဖြစ်တယ်အလ္လာဟ်ရှိမတ်တခင်ကအဲ့ဒီပုဂ္ဂိုလ်တွေရဲ့ဒီအစဉ်အလာဇိုးတရသူတို့ရဲ့အုံနောက်ထဲမှာဆွဲနေတဲ့သူတို့ရဲ့အယူအဆသူတို့ရဲ့ယုံကြည်ချက်ဆိုးရွားတဲ့ယုံကြည်ချက်ကိုအလ္လာဟ်ရှိမတ်တခင်ကဖော်ကျူးပြီးမှအလ္လာဟ်ကဘာမိတ်ရှိလဲဆိုရင်အိုးပုဂ္ဂိုလ်တို့အိုးပုဂ္ဂိုလ်တို့အိုးလူတို့ကိုလူမင်မယာအယူဟန်နတ်အိုးလူသားတို့ကိုလူအတင်တို့စားကြမင်မာဖီလ်အာရ်မြေပြင်ပေါ်မှာရှိတဲ့အရာများတွေကအတင်တို့စားကြဒါပေမဲ့အဲ့ဒီစားတဲ့နေရာမှာချွင်းချက်နှစ်ခုကိုအလ္လာဟ်ရှိမတ်တခင်ကရှေ့မှာသတ်မှတ်ထားတယ်ဟလာလန်တွယီဘာဟလာလန်ဟလာလ်ဖြစ်တဲ့အရာများကိုအတင်တို့စားသုံးကြတွယီဘန်တံပြန်တဲ့အရာများကိုစားသုံးကြအဲ့တော့ဒီတိုင်းဖော်ပြပြီးအလ္လာဟ်ရှိမတ်တခင်ကအာရဗ်နိုင်ငံရဲ့မုရှရစ်တွေကနတိုးတွေကိုလွတ်ပြီးမှဘေးမဲ့လွတ်ပြီးမှသူတို့အသာစားခြင်းသူတို့ရဲ့နွားမဆိုလို့ရှိရင်နှုတ်တောက်ခြင်းကုံစည်းစလဲတင်ခြင်းအကျိုးခံစားမှုရယူခြင်းအဲ့ဒီသူတို့ရဲ့ယုံကြည်ချက်ကိုဒီအတိုင်းပဲအလ္လာဟ်ကဒီအာယတ်တော်ထဲမှာသူတို့ရဲ့ယုံကြည်ချက်မှားနေကြောင်းကိုပထမဦးဆုံးရတ်လုပ်လိုက်ခြင်းဖြစ်တယ်ဒါဖယ်ရှားလိုက်ပြီးအိုးလူသားတို့အတင်တို့မြေပြင်ပေါ်မှာရှိတဲ့အရာဝတ္ထုတွေတဲကအတင်တို့ဟလာလ်ဖြစ်တဲ့အရာတွေတန့်ပြန်တဲ့အရာတွေကိုအတင်တို့စားသုံးကြလို့အမိန့်ရှိတယ်အဲ့တော့ဒီနေရာမှာအလ္လာဟ်ရှိမတ်တခင်ကတန့်ပြန်တဲ့အရာတွေကိုစားသုံးကြဟလာလ်ဖြစ်တဲ့အရာတွေကိုစားသုံးကြဆိုတဲ့အခါမှာချွင်းချက်နှစ်ခုသတ်မှတ်ထားတယ်တစ်ခုကဟလာလ်ဖြစ်ရဟလာလ်ဆိုတာကအလ္လာဟ်ရှိမတ်တခင်ကကုရ်အာန်ကျမ်းတော်မြတ်နဲ့ဟာဒီသ်တော်တွေထဲမှာဟလာလ်အဖြစ်နဲ့သတ်မှတ်ထားတဲ့အရာတွေကိုအတင်တို့စားသုံးကြဒုတိယသဘောပြောလို့ရှိရင်ဟာဒီသ်တော်နဲ့ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာတားမြစ်ထားတဲ့အရာတွေကလွဲရင်အားလုံးအတင်တို့စားကြတားမြစ်ထားတဲ့အရာတိတ်အများကြီးမရှိရှေးအာယတ်တော်တစ်ပိုက်မှာမကြာမီလာတော့မယ့်အာယတ်တော်တစ်ပိုက်မှာအလ္လာဟ်ရှင်မြတ်တခင်ကအမိန့်ရှိထားတယ်အင်နမာဟရ္ရမအလိုင်ကုမလ်မိုက်တာအတေဒါအတင်တို့အတွက်ဟရာဝတ်ဒမ်အဲ့ဒီသားကောင်ကိုဇဘာလုပ်ပြီးတဲ့အခါမှာစီးကြလာတဲ့သွေးအဲ့ဒီသွေးလဲဟရာဝလဟ်မလ်ခင်ဇီရ်ဝတ်တာဟရာကုရ်အာန်ကျမ်းတော်မြတ်ထဲမှာတော့ဒီအရာ၃ခုဝမာဥဟိလဘီဟီလီဂိုင်ရီလာထိုနည်း၎င်းမယ်ရုပ်ထုတွေရဲ့နာမည်နဲ့လွတ်ထားတဲ့နတ်တင်ထားတဲ့အရာတွေလွတ်ထားတဲ့စင်လွတ်ထားတဲ့အရာထိုနည်း၎င်းမယ်မိမိတို့ရဲ့ဘုတ်ရုပ်ထုတွေအတွက်သူတို့အတွက်ရည်စူးပြီးဇဘာလုပ်ထားတဲ့သားကောင်တွေရဲ့အသားအဲ့ဒီဟာတွေမှလွဲရင်ကျန်တာအားလုံးဟာလာလ်ပဲရှရီယတ်တရားတော်မှာဖေကာပညာရှင်တွေကဘာအမိန့်ရှိတယ်လဲဆိုလို့ရှိရင်ရှရီယတ်တရားတော်မှာတားထားတဲ့အရာမဟုတ်လို့ရှိရင်ကြံတဲ့အရာတွေအားလုံးစားပိုင်ခွင့်ရှိတယ်အလ္လာဟ်ရှိမတ်တခင်ကကုရ်အာန်နဲ့ဟာဒီသ်တော်တွေထဲမှာရှရီယတ်တရားတော်ကစားပိုင်တဲ့အရာတွေကိုတစ်ခုချင်းတစ်ခုချင်းတီးခြားဖော်ပြထားခြင်းမရှိဘူးမစားပိုင်တဲ့အရာတွေကိုပဲဖော်ပြထားခြင်းရှိတယ်မစားပိုင်တာတွေကိုပဲဖော်ပြထားတယ်မစားပိုင်တာကလည်းအများကြီးမရှိဘူးနည်းနည်းပဲရှိတယ်အဲ့ဒီမစားပိုင်တဲ့အရာတွေကိုရှောင်ကျန်တာတွေအားလုံးအတင်တို့စားခွင့်ရှိတယ်ဆိုတဲ့သဘောပဲအဲ့တော့ခင်ဗျားမေးမယ်ဒူရင်းသီးစားပိုင်တယ်ဆိုတဲ့အထောက်အထားပါရှိလေမလကာသီးစားလို့ရလားနတ်နတ်သီးစားပိုင်ခွင့်ရှိလားဘယ်ကျမ်းနဲ့ပါလဲစားပိုင်ခွင့်ရှိတာအဲ့တော့အရာဝတ္ထုတိုင်းရဲ့ဘုနီယာတ်ကဟလာလ်ပဲအားလုံးစားပိုင်ငှက်တွေအားလုံးစားပိုင်တယ်ကြက်စားပိုင်တယ်နွားစားပိုင်တယ်ထိုနည်း၎င်းမဲ့စိတ်စားပိုင်တယ်စားပိုင်တယ်ဆိုတဲ့အရာတွေကိုရှရီအတ်ကတခုချင်းဖော်ပြမနေတော့ဘူးရှရီအတ်ကမစားပိုင်တာတွေကိုပဲတီးခြားဖော်ပြထားလိုက်တယ်ဝက်မစားနဲ့အသွေးကဲမစားနဲ့ဟလာဇဘာလုပ်တဲ့အခါမှာစီးကြလာတဲ့သွေးကိုခံပြီးတော့မစားနဲ့အဲ့ဒီကိုရောက်ပြီးမစားနဲ့အတေသားမစားနဲ့အတိုးမစားနဲ့ရစ်ဝတ်မစားနဲ့ထိုနည်း၎င်းမဲ့မစားရမယ့်အရာတွေကိုတီးခြားဖော်ပြထားတယ်
စားရမယ့်အရာတွေကိုတီးခြားဖော်ပြထားခြင်းမရှိတဲ့အတွက်အားလုံးမိုပါပဲစားပိုင်မစားပိုင်တဲ့အရာနည်းနည်းပဲဒါကြောင့်ရှရီအတ်ကဒီနေရာမှာဗာမိတ်ရှိလဲဆိုရင်မင်းတို့တွေလောကမှာရှိတဲ့အရာတွေအားလုံးဟလာလ်ဖြစ်တဲ့အရာအားလုံးစားကြနောက်တစ်ခုကတိုင်ရစ်တန်ရှင်းတဲ့အရာအားလုံးစားကြတန်ရှင်းတဲ့အရာဆိုတာကမတန်ရှင်းခြင်းနှမျိုးရှိတယ်မတန်ရှင်းခြင်းတစ်မျိုးကတော့နေဂျာဇတ်ဇာဟီရာလို့ခေါ်တယ်အပြင်ပိုင်းဆိုင်ရာနဂျစ်ဖြစ်နေတယ်မတန့်ဖြစ်နေတယ်ဆိုရင်အဲ့ဒါစားခွင့်မရှိဘူးဥပမာသမင်းထဲမှာမစင်ရောသွားပြီစားခွင့်မရှိတော့ဒါကမစင်ထိုနည်း၎င်းမဲ့လက်ဖက်ရည်ထဲမှာကြွက်ချီးကြသွားပြီစားခွင့်မရှိတော့တောက်ခွင့်မရှိတော့မစင်မတန့်တဲ့အရာတစ်ခုမှစားခွင့်မရှိတန့်ပြန်တဲ့အရာတွေစားခွင့်ရှိမယ်ဆိုတော့တန့်ပြန်ခြင်းမစင်ဆိုတာမတန့်ခြင်းဆိုတာနှမျိုးရှိတယ်တစ်ခုကတော့အပြင်ပိုင်းဆိုင်ရာမတန့်ရှင်းခြင်းနောက်တစ်ခုအတွင်းပိုင်းဆိုင်ရာမတန့်ရှင်းခြင်းအတွင်းပိုင်းဆိုင်အပြင်ပိုင်းဆိုင်ရာမတန့်ရှင်းတာတွေကတော့ရှရီယတ်တရားတော်ကဖော်ပြပြီးပြီဝတ်သားတို့အရက်တို့အသေးကောင်တို့ထိုနည်း၎င်းမဲ့အတိုးတို့လက်ပေးလက်ယူခြင်းတို့ထိုနည်း၎င်းမဲ့ထိုနည်း၎င်းမဲ့သူတော်ဘာပိုင်တဲ့ပစ္စည်းတို့ဒါတွေအလုံးရှရီအတ်ကဖော်ပြထားပြီးသားပဲအတွင်းပိုင်းဆိုင်ရာမစားရမယ့်နေဂျာဆတ်ကဘာလဲဆိုလို့ရှိရင်တဦးတယောက်ကအနန္ထားတဲ့ပစ္စည်းမှာခယာနတ်လုပ်တယ်တဦးတယောက်ကမိမိစီမှာလာပြီးယုံကြည်လို့အပ်ထားတဲ့ပစ္စည်းမှာခယာနတ်လုပ်ပြီးဆိုလို့ရှိရင်ဒါမတတ်တဲ့ပစ္စည်းဖြစ်သွားပြီမိမိသုံးပြီဆိုတာမတတ်ဘူးတဦးတယောက်ရှိကနေလက်ပေးလက်ယူပြုတ်ပြီးမှရရှိတဲ့ပစ္စည်းကိုစားသုံးပြီဒါလည်းမတန်ရှင်းခြင်းတစ်မျိုးပဲထိုနည်း၎င်းပဲတဦးတယောက်ကရောင်းတဲ့ဝယ်တဲ့နေရာမှာလိမ်ပြီးတော့ရောင်းမယ်တဦးတယောက်ကိုဒိုကာပေးပြီးလှည့်ပြားပြီးရောင်းမယ်ရလာတဲ့အကျိုးအမြတ်ဒါလည်းပဲမတတ်အတွင်းပိုင်းဆိုင်ရာမတတ်အပြင်ပိုင်းဆိုင်ရာမတတ်ဟိုသည်များကိုရှရီယတ်တရားတော်ကဖယ်ရှားခိုင်းပြီးမှတန့်ပြန်တဲ့အရာတွေကိုအသင်တို့စားကြပါလို့ဆိုထားတယ်တန့်ပြန်တဲ့အရာရဲ့ဟလာလ်ဖြစ်တဲ့အရာရဲ့ဒီနှစ်ခုကိုကျွန်တော်တို့တွေစားသုံးခွင့်ရှိတယ်ဒါကြောင့်ဟဇရတ်အလ္လာမာအစ်ဘနကစီရ်ရဟ်မတ်တူလာအလိုင်ကဒီနေရာမှာဟာဒီသ်တော်တစ်ပုဒ်ကိုဒီနေရာဖော်ပြထားတယ်မတတ်တဲ့အရာကိုစားတဲ့ဒီခန္ဓာဒီအသားရုံးရဲ့လျာကတ်သူ့ရဲ့ထိုက်တန်မှုကတော့တဲ့သူ့ကိုဂျဟန္နမ်အပယ်ငရဲနဲ့မီးရှို့ပြီးမှသူ့ကိုဖျက်ဆီးခြင်းဒါအသားတုံးနဲ့အထိုက်တန်ဆုံးပဲတခါကဟဇရတ်ဆာဒ်အဘ်နအဘီဝကာစ်ရဇီအလ္လာဟူတာအာလာနုကတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ထံတော်သွားပြီးတော့မှကျွန်တော်ကိုတဲ့မုစတဂျာဘူဒါဝါကျွန်တော်ဒူအာကဘူလ်ဖြစ်အောင်ကျွန်တော်ကိုဒူအာတောင်းပေးပါကျွန်တော်ဒူအာကဘူလ်ဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခြင်းတယ်ကျွန်တော်ဒူအာတောင်းလိုက်တိုင်းကျွန်တော်ဒူအာကိုအလ္လာဟ်လက်ခံတဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ကျွန်တော်ဖြစ်ခြင်းတယ်လို့သွားပြီးတောင်းတယ်ဖကာမဆာဒ်ဘနအဘီဝကာစ်ရဇီအလ္လာဟူတာအာလာအန်ဟဇရတ်ဆာဒ်ဘနအဘီဝကာစ်ရဇီအလ္လာဟူတာအာလာနုရှေမှာဒီအာယတ်တော်ကိုတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဖတ်တော့ဟဇရတ်ဆာဒ်ဘနအဘီဝကာစ်ကဘာပြောလဲဆိုဖကာလယာရဆူလလာအိုတမန်တော်တဲ့ဥဒ်အလ္လာအလ္လာဟ်စီကနေကျွန်တော်အတွက်ဒူအာတောင်းပေးပါအန်ယဂျအလာနီမုစတဂျာဘတ်ဒါဝါကျွန်တော်ဒူအာကိုအလ္လာဟ်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်နေကျွန်တော်ကိုပြုပေးဖို့ဖန်တီးပေးဖို့ဒူအာတောင်းပေးပါလို့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်စီလျှောက်တော့ဖကာလာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကဟဇရတ်ဆာဒ်ဘနအဘီဝကာစ်ရဇီအလ္လာဟူတာအာလာနုကိုမိန့်တယ်ယာဆာဒ်အိုဆာဒ်အတစ်မတ်အမတ်မင်းဒူအာအလ္လာဟ်လက်ခံစေခြင်းလားမင်းဒူအာကိုအလ္လာဟ်ကဘူလ်လောက်တာကိုမင်းလိုခြင်းလားမင်းဟာမုစတဂျာဘူဒါဝါတယောက်ဖြစ်လို့လားအဲ့ဒါဆိုလို့ရှိရင်တော့တဲ့မင်းကိုချွင်းချက်တစ်ခုပြမယ်အတစ်မတ်အမတ်မင်းစားတဲ့အစာအင်တန်တန်ရှင်းတဲ့အစာဖြစ်ပါစေမင်းစားသုံးတဲ့အစာတန်ရှင်းတဲ့အစာဖြစ်ပါစေတကွန်မုစတဂျာဘတ်ဒါဝါအဲ့ဒါဆိုလို့ရှိရင်မင်းဒူအာကိုအလ္လာဟ်ရှင်မြတ်တခင်ကဘူလ်လုပ်တဲ့ပုဂ္ဂိုလ်အဖြစ်နဲ့မင်းကိုအလ္လာဟ်ဖန်တီးပေးလိမ့်မယ်ဝလ္လဒီနဖ်ဆူမုဟမ္မဒင်ဘီယဒီဖြစ်ဆက်ပြောတယ်အိုထိုရှင်ရဲ့ကဆမ်
Ari Ashiya Lewema, Muhammad ye Ateshide. Ari Ashiya Kasam. Inna Rajula Layakasifu Lukmat al Haram. Ludati Yauhar Haram Alauku. Lukmasura Alauk. Alauku Baitego Tere. Ma Yatakabbalu minhu Arba'ina Yauma. Talauk Tela Lushi. Aya Leze Tuye Ibadat Allah Lamaka. Talauk Tela Lushi. Inna Rajula Layakasifu Lukmat al Haram. Lukmai Haram. Haram Talauk Baitego and Dwai. Ma Yatakabbalu minhu Arba'ina Yauma. 40 din. Ye Leze Ye Tuye Ibadat ko Allah Lamaka. وأيما عبد شيء سامي شيء وأيما عبد بيباندا بيبي نبت لحمه من السحت توي أتا حرام نه بفوالارا چیٹوالارا پیئے والربا أتون چیٹوالارا پیئے فالنار أولى من أري خانا أتوكرو مي أكاونزونه جهنم یہ میرے ما شو Tebiro show people a council a tight danzo mere eri ata Haramboma Chitwalare a to sayine Chitwalare di ata di atwe di amoemi alongo me show pieta a council melo Tamanomia sallallahu alaihi wasallam ga sabi ameshiro halal satonjene tamyane aya satonje tu rabaye hak mapita wo satonje imdan lenet Kia Galitagu, Tuadaria. Hearula Jabu Maba, Hazrat Imami Shafi'i Rahmatullah. Halal Salushin, Nalundarema. Halal Salushin, Nalundaremaga, Nuraniyat Katwala. Alolo Ibadat Lochin, they say the Pawala. Haram Sabi Visroshin, Ibadat Lochine, Saiti, Saiton War, Tonson War, Ibadat Malochino. Guna Akudo Gule. Masaso Mayun Sharobu. Let ye ye shili. Una akudo chulo naniama, let ye. Namaste Rosari Rema le tu seka muenzaro. Namaz papiro lebe bama pioshimu chinumu maya. Ama namaz papi so Rudiaga. Time Alhamdulillah sega paniam. Alhamdulillah. Allah Shimatake imdan chimare tawinji to Allaga. Tan sound when pay like that, take Gijere. Takbiri Ulago, the jail, look for an Ludioga, say, Bobby, 2 years Nalunda, Imdan Gilenira, 2 years Asa Halal Pinira. Takaga, Hazrat Maulana Yaqub now not to Vira Matulale. Hazrat Maulana Yaqub now not to Vira Matulale, Takaga Taniyama, Dawat Saleh. Dawat Sabiro, Yeleze Didi. Hazrat Maulana Taqi Sahab ka difiya ko, main Chabiro, Yeleze mo, La Baumyazwa. Ari Dawat Sabiro, Maulana Yaqub no Tawira Matullah, Bamishi Lesway. Chalo ye Nalundare ma, Guna Akudo go, Chulun Jena Sek, Tafaba Pony. Di Dawat ko Salega. Dawat Takugo, Asam Mabaretwe. Guna Akudo Chulun Jine Sek it a Faba Nalundarema Pony. Allow Sore. Et look my halal gale, below chiche lesson. Halal Ayagale, below chiche lesson. Two Nalundare Wendorane, Bite Wendorane. Nalundarema, Kaumu Kudurego, Puamia Jine, Sandari, Tafaba Pola, Date, Tuye, the Khasia Tuja Jepe. Khasiyat Tuja Jape, Raja Hazrat Maulana Qari Tayyib Sahab Rahmatullah Alayga, tu ye Khudabatma. He Jaune would team Yare, Takarunga, Hazrat Imam Shafi'i Rahmatullah Alayh, Hazrat Imam Ahmad ibn Hanbal ka Dabe, Imam Shafi'i Rahmatullah Alayga Siyaji, Imam Ahmad ibn Hanbal ka Imam Shafi'i Rahmatullah Alayh Dabe, Hazrat Imam Shafi'i Rahmatullah Alayga Bema Muile so Misir Ma Muire. Chiraga Makama Chire. 2 years Tatan Toro Miamia Makama Ne Time Bean. 2 years Tatan now so by Piambi Missir Go Yawar. Cairo Muma Betere. Cairo Muma Bet 2 years Dafan Gide. Cairo Ma 2 years
कबर शीरे हजरत इमाम शाफी रहमतुल्लाह अलैह का तू अतत टोरो जीरो डबे फिर तू हजरत इमाम अहमद इब्न हंबल रहमतुल्लाह अलैह सी को मतवा नहीं नो टोरो जी छीने द्वारो डबे ने ट्वेजे ने डबे को खोरे साये भी फैदे में गाजी को लाले बाला को हजरत इमाम शाफी रहमतुल्लाह अलैह का फैटो डबे फिर तू हजरत इमाम अहमद इब्न हंबल रहमतुल्लाह अलैह का लेखन है ओ ना ये चीजू छे सियागा फैदे ना त्वाबो टावन शीरे दाजा हजरत इमाम अहमद इब्न हंबल रहमतुल्लाह अलैह का साया या जिम्बे हजरत इमाम शाफी रहमतुल्लाह अलैह सी को दरीम पोरे चनो बेयक को याओ इमाम शाफी रहमतुल्लाह अलैह का ले डबे को बलौटी लेजा दले चीनो दले छिखिन दले सुरुशी म्यो ये अपियंटी और ठवट जोड़े हजरत इमाम शाफी को राइन डबे को म्यो पियंटी ठवट जोड़े म्यो पियंटी ठवट जोड़े ताऊं प्याबिया जोड़े थई ऊंचो प्यू भी इमाम शाफी रहमतुल्लाह अलैह का इमाम अहमद इब्न हंबल डबे फिर तू को खोल आ रहे इमा ठारे इमाम शाफी रहमतुल्लाह अलैह का ले ए वे चेरे नियामा समटूबे संशाबे इम्ता ए वे चेरे बुको हजरत इमाम शाफी रहमतुल्लाह अलैह मोइठरा तमीरे जीबे हजरत इमाम शाफी रहमतुल्लाह अलैह ये तमीरे का ले अरी ने का ईद ने बे इम्ता चौचार इम्ता मा पी मीरे तकवा अपाउने पीजों ने तुरोजिनी दो इमा ए दे अपने दीने याउने भी आलों इक्वेबे आलों प्योशे म्यूटू ने जा अराजाओं प्योशे ये ने हजरत इमाम अहमद इब्न हंबल रहमतुल्लाह अलैह साहब फुएबुए या हिंगो फुएबुए या छे भी दस्तरखान अभी हिंदा पे लेते और हजरत इमाम शाफी रहमतुल्लाह अलैह अरी दस्तरखान में ठाइंसार है हजरत इमाम अहमद इब्न हंबल रहमतुल्लाह अलैह दस्तरखान में सार तमीब ये तोड़ेगा बेगा ने अवेगा ने चीने रे हजरत इमाम अहमद इब्न हंबल रहमतुल्लाह अलैह पहलो ठमीन सार आले नु तू नीसने शीरे उडने चनो दीमा खुतबा फटे खुतबा रे माली नमाज से वो पीरो शेख साहब पिया दीमा मौलाना सईद आलम ये खादिम का खुतबा टोरो कौन है बिहार ऐ खुतबा ली चनो मई टू बेवाला चनो डूडिया खुतबारो मई टू पे लेते हो खुतबारो मई टू मशी वूलो नाव मा खमियाओ चनो मई टू स्वेबे में चनो बांग्लादेश का बाहर है हो बीलो भैया वे भी चनो क्या टाउन है सो चनो पिया मा आइटम अच्छे छौचे टें ब्याटा रे रोजा ये अच्छे छौचे आइटम रोजा रे मा पाफित तिंदले सो ये ने नने ली प्यो प्या में वो मसाला टें नो में पाफित तिंदले सो तई अम्याई हलाल सुबह में अम्याई मसा हलाल दो हलाल बे या न्याने जाए हलीम को समोसा को पकौड़े को ना फिर बुधी जो शीद में अकोलो मतो याऊ मठे या अकले हलाल ले बे रोजा मा शावा में हाँ हलाल दो हलाल बे को पीलो शे भाई जिया ने बजागा ने हे सुरो दाते मकाऊं दा हे सो लेजेंड टाइट आ रही है तई मकाऊं हो इंग्लैंड नहीं का माली इंग्लैंड नहीं का मा तमियो पे अरी भाई रिया इंग्लैंड नहीं का लूरे बा लेजेंड लुशियन तो सही सोरे ले लुशियन तो दबोजा हाँ राजा माई बे तमे हे सोलुशियन चलो सॉरी यम जोर हे लो सो इंथा बिरो लतीना ठोजे न दुआ भाई बापिय द्वालो लेजेंड टा बापिय द्वालो क्यों जिने दबो तई अम्याई सारा को सूफी तुरोज़निया लमखाम खया रोजा ठारे यूएजेट टेरेगा यूएजेट टकूगा सालों मुत्ते खिये अयादा को खाना सालों मुत्ते खिये अयादा को खाना खया अयान ठोटे डारे मने ले ठोटे डारे न्या चलो ले अम्यान ठोटे लाइटे ज़रो सालों मुत्ते जी मशीरो मसाऊ लुटियागा न्या ले कौन सा डारे मने ले कौन सा हलाल बे हम मपीबू तमे सूफी तुरोज़निया शोसा बार शोसा मने ले शोसा न्या जाए ले शोसा ने जाए सालाली में सारे डांगो खां फकीर ने मिस्किन ने अल्लाह साज़िया मशीरे पोकोरे बलुमिया ने जा ले मले सुरागो क्या वे खांजाबा
အဲ့ဒီမှာအချက်တစ်ချက်ကဟာလာဆိုပေမဲ့လို့အများကြီးမထိုးမသိပ်မသွင်းရနည်းနည်းပဲတော်ပြီဘတ်နောက်တစ်ခုကအဲ့ဒီမှာအချက်6ချက်ထဲမှာနောက်တစ်ခုကကျွန်တော်တို့နဲ့နည်းနည်းလေးကိုက်ညီတာလေးပြောပြတာနောက်တစ်ခက်ကပါလဲနေ့တွေမှာတိတ်မအိပ်ရနေ့တွေမှာတိတ်မအိပ်ရကျွန်တော်တို့အိပ်လားမနေ့အင်ရှာလာကျွန်တော်တနေ့ကပုံကိုတယောက်ကိုဖုန်းဆက်တယ်ဘိုင်ဘယ်နိုင်ထမလဲဘိုင်ဒီမှာနည်းနည်းအလုပ်ရှိလို့ဆိုတော့ဇဟ်မတိုင်ခင်ထမယ်ဟာမာရှာလာဘိုင်အဲ့တော့ဇဟ်မတိုင်ခင်ထမယ်အဲ့တော့ဒီဇဟ်ပြီးရင်ပြန်အိပ်မယ်ဇဟ်ပြီးပြန်အိပ်မယ်ဘယ်နိုင်ထမလဲအဆတ်ဆိုရင်ထမယ်အဲ့တော့သူ့ရဲ့တနေ့တာကာလပတ်လုံးအိတ်တဲ့အထဲမှာပဲရှိနေတဲ့အခါကျတော့မျှဝေခံစားဖို့ဘယ်ချိန်မျှဝေခံစားမှာလဲဆာလောင်မှုသိတ်ခြင်းရဲ့ဓာန်ဘယ်အရာရိုဇာမှာနေ့တွေမှာအများကြီးမအေးအောင်ခဏပဲဘတ်ခဏလေးအမောပြင်တော့ပြီအဲ့ဒါမနေ့အ6ချက်ဟိုထဲမှာဖတ်သွားတော့ပုဂ္ဂိုလ်ကတော်တော်သဘောကျအဲ့တော့ဟဇရတ်အီမာမ်ရှာဖီရာမတ်တူလာလည်းကလည်းအတူတူထိုင်စားနေတဲ့သမီးတွေကလည်းကြည်နေတယ်ဘယ်လိုများဆရာကြီးစားလဲအဲ့နေရဖွဲရာတွေချက်တာတော့ဆရာကြီးကလည်းအရက်စကားနဲ့ပြောရရင်ကောင်းကြိုင်တာပေါ့ကောင်းကြိုင်တာပေါ့ကောင်းစားတအားစားတာဟဇရတ်အီမမ်အာမဒ်အစ်ဘင်ဟမ်ဘလ်ရာမတ်တူလာလိုက်ဘဝမှာသူ့ဘဝမှာအဲ့ဒီတော့ဘယ်တော့မှမစားခဲ့ဘူးအဲ့ဒီနေ့ကစားတာဟဇရတ်အီမမ်ရှာဖီရာမတ်တူလာလိုက်ကတပည့်ဖြစ်သူစားနေတာကိုကြည့်ပြီဟာဒီပိုက်ဒီနေ့ဘယ်လိုဖြစ်သွားတာလဲအရင်တော့ကဒီလိုမဟုတ်ပါဘူးအရင်တော့ကငါတပည့်ဒီလိုမဟုတ်ပါဘူးဒီနေ့မှဘာဖြစ်သွားတာဘယ်တော့မှစားပြီးဘယ်လိုဖြစ်သွားတာလဲဒါပေမဲ့ငါကဒီအချိန်မှာသူ့ကိုတားလိုက်ရင်ငါကအိမ်ရှင်သူကဧည့်သည်ငါကအိမ်ရှင်သူကဧည့်သည်ကိုအိမ်ရှင်ကမင်းအများကြီးမစားနဲ့လေဆိုလို့ရှိရင်တဝင်းတိုရရောက်မှာပေါ့ဘာလဲခရဖိတ်လေးဖိတ်သေးတယ်စားလဲစားခိုင်းသေးတယ်ဒက်စတာခန်အပြည့်လဲချထားပေးတယ်ပြီးတော့စားတာကိုလည်းခမအပြည့်ပြောနေတယ်ဆိုရင်ဘယ်လိုလုပ်ပြီးတော့ပြောလို့ရဟဇရတ်အီမာမ်ရှာဖီရာမတ်တူလာလည်းရဲ့နှလုံးသားထဲမှာတော့ပေါ်တယ်ငါတပည့်အဲ့ဒီလောက်အများကြီးဘာဖြစ်လို့စားနေရတာလဲအိမ်ကသမီးတွေကလည်းချောင်းကြည့်ပြီးတော့အနာကြီးကတစ်မျိုးကြီးပါလားတစ်မျိုးကြီးပါလားဟဇရတ်အီမာမ်ရှာဖီပပပြောတော့သူတော်စင်ပြောတယ်သူတော်စင်ရဲ့ကျင့်ထုံးနဲ့ကွာနေပါလားဒက်စတာခန်မှာတော့အကြီးကျယ် fighting ဖြစ်နေတယ်တအားစားနေတယ်ဆိုတဲ့အခါကျတော့ဘာဖြစ်နေလဲစိတ်ထဲမှာကြီးညိုစိတ်တွေညော့လာတစ်ချက်အဲ့ဒါနဲ့ပြီးတဲ့အခါမှာနမတ်သွားဖတ်တယ်မဂရစ်ဖတ်တယ်ပြန်ပြီးတော့အေရှာဖတ်တယ်အေရှာဖတ်ပြီးတဲ့အခါမှာဟဇရတ်အီမာမ်ရှာဖီရာမတ်တူလာလည်းရဲ့သမီးတွေကဟဇရတ်အီမမ်အာမဒ်အစ်ဘင်ဟမ်ဘလ်ရာဟ်မတ်တူလာလည်းအဲ့တဲ့အိမ်မဲ့အခန်းထဲမှာဝဇူရေတန့်စင်ဖို့ညတဟဂျွတ်ဖတ်ရမှာတဟဂျွတ်ဆိုတာကသူတော်စင်သူတော်မြတ်တွေရဲ့ကျင့်ထုံးမယ်တဟဂျွတ်ဖတ်ဖို့ရေလိုမယ်အဲ့တော့ရေပါအစင်သင့်ချထားပေးလိုက်တယ်လိုတာအိုးနဲ့အပြည့်ဟဇရတ်အီမာမ်ရှာဖီရာမတ်တူလာလည်းနဲ့ပလီကပြန်လာတယ်ပြန်လာပြီးမနက်ဖဂျ်ကျတော့ဟဇရတ်အီမာမ်ရှာဖီရာမတ်တူလာလည်းနဲ့အီမာမ်အာမဒ်အစ်ဘင်ဟမ်ဘလ်ရာမတ်တူလာလည်းပလီကြွသွားတယ်သမီးတွေကအခန်းဝင်ကြည့်တဲ့အခါကျရေကြည့်လိုက်တော့ရေကဒီတိုင်းပဲမကုန်ဘူးဟာနောက်တစ်ခုဖြစ်ပြန်တယ်ဒီမှာတညလုံးမနေ့ကတော့ကောင်းစားတယ်ကောင်းစားပြီးတော့သဘောကကောင်းစားပြီးတော့ရေတော့မလို့တော့ညတဟဂျွတ်မှာထားမတူဘူးသမီးတွေကအဲ့ဒီလိုကောက်ချက်ချပြီးတော့နောက်ရက်ကျတော့မနေနိုင်ဘူးဖခင်ဖြစ်သူလျှောက်ထားတာလေပပတပည့်ကသူတော်စင်လဲပြောတယ်ဖကီလဲဖေကာပညာရှင်လဲပြောတယ်တော်တော်ထက်မြက်ရှိတဲ့ပုံကိုလည်းပြောတယ်ထမင်းစားတဲ့ပုံစံလဲကျမတို့သဘောမကျညမှာကျမတို့ကအီဘာဒတ်လုပ်ဖို့ဆိုပြီးရေထားတဲ့ရေလဲသူ့နေရာမှာသူပဲရေထားပြီးတော့ညထားပြီးတဟဂျွတ်ဖတ်ဟန်လဲမတူဘူးအဲ့တော့ပပဲမေးပေးပါဆိုတော့ဟဇရတ်အီမာမ်ရှာဖီရာမတ်တူလာလိုက်ကတပည့်ဖြစ်သူကိုခေါ်တယ်ငါတဲ့ဒီစကားကိုပြောတော့မပြောချင်ဘူးဒါပေမဲ့သမီးတွေကလည်းတောင်းဆိုလာတယ်ငါလည်းပဲတောင်းဆိုတယ်မင်းကိုအရင်တုန်းကငါသိတဲ့ပုံစံဒီလိုမဟုတ်ပါဘူးမင်းအမြဲတမ်းစားလေအများကြီးစားတာမရှိပါဘူးဘယ်တော့မှစပြီးပျက်စီးသွားတာလဲမင်းဘယ်တော့မှစပြီးဟာဒီလိုကြီးဖြစ်သွားတာလဲအဲ့ဒါပြောပြစမ်းမအောင်
Nyama Tali Tata go Mashiro Hula. Eba that looked at Sinla Piasido Avila. Yoro Hazrat Imam Ahmad ibn Hanbal Rahmatullah Lega Bamishi Lesme. Jano Bawam. Jano Ye Bawama. Halal Rosi Arilo Mamankanga Halal Rosi Beronga Mamayage. Jano Kurai Allah Pialo Ari Dastar Khanma Allah Ye Rahmati Janira Jeromine. Allah Beka Nuraniyati Allah Ye Rahmati Ari Tamini Hineboma Jan. Jano Manina I know. Arajon Janoma Shire Asainema Pinna in the local Janotera. Dari Aloha Allah Rahmatore Ibe. Hipokorigo Allah Shimatic friend Bera. Ari Tame Ari Imdama Nurania Chire di Tamemo Sapiro Tanyalon Jano Eiklo Mapioro. Ari Tamia Barkatne Amali Nobira Ilmi Faida Nakupidware. Ilmi Faida. Inya ye Saya Faida a Jodu Piedalo. Amal by Saya Faida the Pupide. Pinya by Saya Ba Joshi Rezo, Ditamingo Sabiro. Ditamingo Sabiro, Quran Jano Miaye Ayato, Dabaiko, Jano Shema, Tabi, Masala, Bound, Taya, Jano, Tono Nangere. Ditamia Barkat. Ditamia Barkat, Amalga Balotota Boleso, Arine Nyaga, Eshaya Wazune. Fajr Namas Pakere. Wazu Mapiake, Tanyalo Ibadat Lokere, or a ditame Jube, Akle Halal ki Barkat, Halal Tamin Taloye Jube, Hazrat Imam Ahmad ibn Hanbal, Rahmatullah, Hazrat Imam Shafi Rahmatullah, the Bay Pure Zagago, Chiaro, the Bay Pure Dizagago, Chiaro, Imdaman Nito Ayakibi, Tamirego, Winjabi Pure. Twelare ara ngadabe go meno twevila tanyalo ibadat malogu ara jaw wazu yele malogebu tanyalo ayat to dabai rega ne biro feka pinyari masalari tayati di thonau khere no biro dilo sage ra ga lebe ari ma nuraniyat te Hazrat Imam Shafi rahmatullah alayhi share pasa tu yare pasa halal Pasa suro dithema nuraniyat ka abye shilo Hazrat Imam Ahmad ibn Hanbal rahmatullah alayhi satongera da jaw mufassir pinya shinga ba yele soy Hazrat Abdullah bin Umar radiyallahu ta'ala ne riwayat hu simbian riwayat nahu takhu garo halal rozi shafi sataw chin balau ye chi le soy kasbul halal Tamanumya sallallahu alaihi wasallam ka mishire kasbul halal farizatum ba'da farizatillah namaz to rozaro ye naw mare namaz phabi naw roza thabi naw ma lu ye tawin ni rega tawin takhu ga halal rozi shafi sataw chime halal shayam halal rozi sayam mimi long ni de alauk ka haram so yin ari alauk ko pyaung bi halal rozi yare alauk ko yue che ya Hazrat Dr. Abdul Hai Sahab Rahmatullah alayhi Ayenonga Shene Lufsare Ayenonga Shene Lufsare Hazrat Maulana Ashraf Ali Sahab Thanvi Rahmatullah alayhi ne Bayat Yubire Naupaima Hazrat ka mere me Zariya Maash me Baluk Sale Suro Chano Shene Ba Wakil Chano Shene Ba Suro me Rozi Halal Mapinai me Rozi Halal Mapinai Mura me Atan Naizo Ari Zariya Maash did Ari at the Moyan go me look Piro Bao Yuch Halal Zariya Maash go Yucheba Hazrat Dr. Abdul Hai Sahab Rahmatullah alayhi Chachime doctory Pinyago Tene homeopathic doctory Pinyago Tene Pinya Ya Pire Now Paima Ari Shene Light a local Sunlo Pima homeopathic doctor Apiene Sekutamu Piu Biro, Bawata Shaolong at the Moanjam Pura, Teletibe. Hazrat Dr. Abdul Hai Sahab, Rahmatullah alayhi. Arajam, Patama, Hadith Toma, Bamishi Lesu, Kasbul Halal, Farizatum Ba'da Farizatillah. Allah ye Amaini, Nagambi, Naupaima, Dutia Aminga, Halal Rozi, Shafi Sataw Cheme.
Hazrat Abdullah bin Umar radiyallahu ta'ala ကမိန့်တယ်လူတယောက်မုတ္တကီဖြစ်တာဟာတဲ့ Hazrat Abdullah bin Umar radiyallahu ta'ala ကမိန့်တယ်လူတယောက်မုတ္တကီဖြစ်တာနမတ်ဖတ်ရင်ပတ်နဲ့လေးကိုင်းကဲ့သို့ကျိုးသွားရင်လည်းပဲမုတ္တကီမဖြစ်ဘူးနမတ်ဖတ်တယ်လေးကိုင်းဘယ်လိုကွေးနေလဲလေးကိုင်းကွေးသွားတဲ့ကဲ့သို့ကျိုးသွားရင်လည်းပဲကွေးသွားရင်လည်းပဲမုတ္တကီမဖြစ်နိုင်ရိုဇာထားရင်နဲ့လေးကိုင်းမှာပါတဲ့ကျိုးအဲ့ဒီကျိုးကဲ့သို့ပိန်လှိမ်သွားရင်လည်းပဲမုတ္တကီမဖြစ်ဘူးမုတ္တကီဘယ်တော့မှဖြစ်မလဲဆိုရင်ဟလာရိုဇီစာမမုတ္တကီဖြစ်မယ်ဒီအမိန့်နေလဲနာခံနောက်တစ်ဖက်မှာဟလာရိုဇီကလည်းရှာဖွေစားတောက်မှသာလင်သူမုတ္တကီဖြစ်နိုင်တယ်အဲ့ဒါကြောင့်ဖေကာပညာရှင်တွေကဆူဖီပညာရှင်များကရိုဇီနဲ့ပတ်သက်ပြီးတော့ဒရဂျာ3ခုသတ်မှတ်ထားတယ်စားသုံးခြင်းနဲ့ပတ်သက်ပြီးဒရဂျာအဆင့်3ဆင့်သတ်မှတ်ထားတယ်တခုကတော့အာမိုမင်အများမိုမင်တွေလိုက်နာရမယ်စီကံအများမိုမင်တွေအတွက်လိုက်နာရမယ်စီကံအဲ့ဒီစီကံကဘာလဲဆိုလို့ရှိရင်ကုရ်အာန်နဲ့ဟာဒီသ်ကတားထားတဲ့အရာတွေအားလုံးကိုရှောင်ကြံတာတွေအားလုံးကိုစားသုံးခွင့်ရှိတာအဲ့ဒါမိုမင်သူတော်စင်အားလုံးအတွက်ပဲဖြစ်တယ်ဒါပထမအဆင့်မိုမင်တွေအတွက်ပထမအဆင့်ဟာကုရ်အာန်နဲ့ဟာဒီသ်ကတားထားတာတွေရှောင်ကုရ်အာန်နဲ့ဟာဒီသ်ကတားထားတာတွေရှောင်ကြံတာတွေအားလုံးဆိုစားသုံးအဲ့ဒါကပထမအဆင့်ဒါမိုမင်မွတ်စလင်တိုင်းဒီတိုင်းကျင့်သုံးဝင်ရှိတယ်ကုရ်အာန်နဲ့ဟာဒီသ်ကတားထားတာအများကြီးမရှိဘူးနည်းနည်းပဲရှိတယ်ဒုတိယအဆင့်ကကုရ်အာန်နဲ့ဟာဒီသ်ကတားထားတာတွေအပြင်တန်တရားရှိတဲ့အရာဟာဒါကတော့တန်တရားရှိနိုင်တယ်အဲ့ဒီတန်တရားရှိတဲ့အရာတွေကိုလည်းရှောင်ခြင်းဒါဒုတိယအဆင့်ဥပမာလွယ်လေးခင်ဗျာဥပမာပြအချိုမုံနဲ့ပတ်သက်ပြီးလူတွေတော်တော်များများဟိုတနေ့ကကျွန်တော်စီကိုဖုန်းဆက်တယ်မာကတ်ကမုစတဖာဘိုင်ဥက္ကဋ္ဌမုစတဖာဘိုင်လက်ရှိဥက္ကဋ္ဌဖုန်းဆက်တယ်ဘာရဲ့ဆရာတဲ့အချိုမုံစားလို့ရဟာခင်ဗျာဒီမေးခွန်းကြီးကကြာပါပြီလို့ခင်ဗျာအခုမှဘာဖြစ်လို့ဒါကြီးမင်းနေရတာလဲကျွန်တော်ကပြန်မေးမယ်အချိုမုံဘာနဲ့လှုပ်ထားလဲအချိုမုံကိုဘာနဲ့လှုပ်ထားလဲဆိုတော့အဲ့ဒါတော့ဆရာမသိဘူးဖြစ်နိုင်တာတွေပြောပြပထမကယ်မီကယ်ဖြစ်တာကိုခဏထားတာကယ်မီကယ်ဖြစ်တာကိုခဏထားအရင်ဘာတွေနဲ့လှုပ်တယ်ဆိုတာဖြစ်နိုင်လဲဆိုတော့ပိုးတွေနဲ့လှုပ်တာဖြစ်နိုင်ပိုးတွေဘလောပီနာဥတွေကပိုးတွေမွေးတယ်ပိုးတွေမွေးပြီးမှအဲ့ဒီပိုးတွေနဲ့အချိုမုံတွေလှုပ်တယ်ထုံနည်း၎င်းမဲ့တရိษံတွေရဲ့အယိုးနဲ့လှုပ်တယ်တရိษံတွေဆိုတာကဘယ်တရိษံတွေလဲဝက်လားကြက်လားလူလားနွားလားကျွဲလားကလအုပ်လားစိတ်လားကလအုပ်တို့စိတ်တို့ဟလာကြက်တို့ဆိုလို့ရှိရင်တော့ဒါစားပိုင်တဲ့တတ္တဝါတွေပဲစားပိုင်တဲ့တတ္တဝါတွေအယိုးနဲ့လှုပ်တယ်ဆိုလို့ရှိရင်ကောအဲ့ဒါဆိုတန်တရားနောက်တစ်ခုဝင်ပြန်တယ်စားပိုင်တဲ့တတ္တဝါတွေရဲ့အယိုးနဲ့လှုပ်တယ်ပဲထားအဲ့ဒီတတ္တဝါတွေကိုဇဘကောလှုပ်လို့လားဇဘလှုပ်တယ်ဆိုတာကိုခင်ဗျာသိတာဇဘလှုပ်ထားတဲ့သားကောင်တွေနဲ့ပဲလှုပ်တာပါလို့ဘယ်သူကပြောနိုင်ဘယ်သူမှမပြောနိုင်ဘူးကြက်ရိုးလည်းဖြစ်နိုင်တယ်ဝက်ရိုးလည်းဖြစ်နိုင်တယ်ပိုးကောင်လည်းဖြစ်နိုင်တယ်အဲ့ဒီကနေပြီးမှအင်တာလှပါတဲ့တရားလိုပဲအမုံလေးတွေလှုပ်လိုက်တယ်ကယ်မီကယ်နဲ့လှုပ်တာကယ်မီကယ်နဲ့လှုပ်ပြီးတော့မှကျွန်တော်တို့ရှေ့ရောက်လာပြီးရောက်နေဟင်းထဲမှာထည့်လိုက်တဲ့အခါကျတော်တော်ချိုးတာအတုပ်ထဲမှာထည့်တယ်ဟင်းထဲမှာထည့်တယ်စမူစာထဲမှာထည့်တယ်ထည့်လိုက်တဲ့အခါကျတော်တော်ကြီးစားကောင်းတဲ့အခါကျဒီနေ့ဟိုတယ်တိုင်းမှာမလွတ်ဘူးမွတ်စလင်ဟိုတယ်တိုင်းမှာခင်ဗျားသွားမေးကြည့်လိုက်သူ့ကိုမေးရတယ်ဒီထဲမှာအချိုမုံပါလားပါတယ်ဒီထဲမှာပါတယ်ဘာဒီမှာပါတယ်ဟာမလွတ်တော့အဲ့ခါကျဘာပြောလဲကြက်ဥတလုံးမဲ့ကြော်ပေးစမ်းမှာအချိုမုံမထဲနဲ့အဲ့ဒါတော့ तू ထဲလိုက်ရင်ပြီးသွားပြီအဲ့ဒါတော့ तू ထဲလိုက်ကိုမြင်ရတာမဟုတ်ဘူးထဲလိုက်အဲ့ထဲမှာပါသွားမှာကောင်းပြီဒါတွေဟလာလို့ပဲခင်ဗျားမှတ်လိုက်ဟလာကြက်ကိုစပါလောက်ထားတဲ့ဟလာလေးအယိုးနဲ့လောက်တယ်ထား
ဆရာဝန်တွေကလက်ရှိသမားတော်တွေကအချိုမုံနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့6နှစ်9နှစ်လောက်ကခင်ဗျားတို့မှတ်မိခြင်းမှမှတ်မိမယ်ရေဒီယိုကရောသတင်းစာမှာကောအချိုမုံမစားအကြောင်းမစားတင်ကြောင်းဟရိယောဂါတွေအကျော်ယောဂါဒုနေ၎င်းမဲ့စီယောဂါအုံနောက်အမေးရောင်တဲ့ယောဂါနှလုံးယောဂါအစရှိတဲ့ဒီယောဂါတွေဖြစ်နိုင်ပါတယ်လို့သူတို့ကကြေညာပြီးတော့သတင်းစာကရေဒီယိုကကြေညာလိုက်တာကျွန်တော်ကိုယ်တိုင်အိမ်မှာကူးထားတာအဲ့ဒီဟာတွေကူးပြီးတော့အိမ်မှာတော့အိမ်ကမျိုးသမီးတွေကလည်းဘာလို့ဆိုတော့ပထမမှာတော့ခိုးသုံးတယ်ပထမမှာတော့ဘူးလေးတွေနဲ့ခိုးသုံးတယ်သားသမီးတွေကတော့ပြတော့ပြန်လွှင့်ပလိုက်တယ်လွှင့်ပလိုက်နောက်ပိုင်းကျမသုံးတော့ဆိုးကျိုးတွေလည်းပြောပြလိုက်တယ်ဟာဒီဟာဆိုးကျိုးတွေဒီလိုရှိတယ်တလောကကျွန်တော်ဇနီးဆေးရုံတက်တယ်ဆေးရုံတော့ဆေးရုံမှာနှလုံးယောဂါဆရာကုတဲ့ဆရာဝန်ကြီးတွေကမှားလိုက်တယ်အချိုမုံမစားနဲ့အချိုမုံပါတဲ့ပစ္စည်းတွေလည်းမစားနဲ့အဲ့တော့ဆရာဝန်သမားတော်တွေကပို့တဲ့တက်တဲ့ဒါတွေအားလုံးကိုယောဂဖြစ်နိုင်တယ်လို့ဖြစ်ဖို့အလားအလာလုံးဝရာနှုန်းပြုရှိတယ်လို့ပြောတဲ့ပုံကိုယ်တွေကတားထားတော့ရှရီယတ်ပါပြောမလဲခလေးမိမခလေးမမွေးနိုင်တော့ဘူးဆိုခင်ဗျာမုဖတီကိုသွားမေးတယ်မိမတားကြောဖြတ်လို့ရလားမရဘူးလားကျွန်တော်ကသူ့ကိုပြောပြတယ်တားကြောဖြတ်လို့ရလားမရဘူးလားကျွန်တော်လည်းမသိဘူးခင်ဗျာမိမကိုအိုကြီးမွတ်စလင်အိုကြီးရှိခေါ်သွားမွတ်စလင်အိုကြီးကပြောမယ်နေမိမနောက်ထပ်ကလေးတယောက်မွေးသေဖို့ရှိတယ်ဆိုရင်ဖြတ်လိုက်တော့တားကြောဖြတ်လိုက်တော့အဲ့ဒါရှရီယတ်တရားတော်ကအဲ့အိုကြီးရဲ့စကားရှရီယတ်တရားတော်ကလက်ခံအဲ့တော့အိုကြီးရဲ့စကားကိုခင်ဗျာလက်ခံပြီးတော့မိမတွေကိုတားကြောဖြတ်ပစ်တယ်ဒီမှာဆရာဝန်ကြီးတွေကပြောတယ်ဟာဓာတွေမစားနဲ့ဆေးလိပ်တောက်တဲ့ပြဿနာတွေရောဝင်လာလိမ့်မယ်အခုဆေးလိပ်တောက်လာမနေ့ကပဲမိတ်ဆွေတယောက်ကိုပြောတယ်ခင်ဗျာဆေးလိပ်တွေဖြတ်လိုက်တော့နှလုံးယောဂါသမားတွေတော်တော်များများဆေးလိပ်ကြောင့်ဖြစ်တာကျွန်တော်လည်းနှလုံးယောဂါဆေးရုံကိုပြီးခဲ့တဲ့လပိုင်းကတော်တော်များများတော်တော်ကြာရောက်15ရက်16ရက်အဲ့ဒီမှာပဲနေတိုင်းအဲ့ဒီမှာတဝါဖ်ဆေးရုံကြီးကိုတဝါဖ်လုပ်ရတယ်နေတိုင်းလွန်ခဲ့တဲ့တလခွဲလောက်ကအဲ့ဒီမှာခဏသွားတော့ဘာတွေ့ရလဲဆိုဆရာဝန်တွေကဆေးလိပ်တောက်တဲ့အတွက်ဘာလုပ်ရလဲဆို bypass လုပ်ရတယ်နှလုံးသွေးကြောတွေပိတ်အဲ့တော့ရှရီယတ်တရားတော်ပိုင်တယ်လို့ပြောမလားဆေးလိပ်တောက်တာကိုဆရာဝန်တွေအားလုံးကတားပြီးခင်ဗျာအသက်အန္တရာယ်ရှိတယ်မတောက်ပါနဲ့အဲ့တော့ခင်ဗျာပြောမှရောဟာလာလ်ပါမပိုင်အဲ့ဒါမပိုင်ရှရီယတ်တရားတော်ကမိမိရဲ့ကျမ်းမာရေးကိုထိခိုက်စေတဲ့ဘယ်အရာပဲဖြစ်ဖြစ်မိမိကျမ်းမာရေးကိုထိခိုက်စေတဲ့ဘယ်အရာပဲဖြစ်ဖြစ်အဲ့ဒါရှရီယတ်တရားတော်ကအဲ့ဒါကိုဟာရမ်လို့သတ်မှတ်ထားတယ်။ဘာဖြစ်လို့လဲဆိုရင်မိမိကျမ်းမာရေးကိုဂရုစိုက်ခြင်းကျမ်းမာရေးကိုကျမ်းမာရေးကောင်းအောင်နေခြင်းဟာဝါဂျစ်အဲ့ဒါဝါဂျစ်ပဲ။အဲ့ဒါကြောင့်ဒီနေရာမှာမုရှတဘီတန်တရားရှိတဲ့အရာဝတ္ထုတွေကိုမစားခြင်းဟာဒါကဆုလဟာအခုနအာမိုမင်ရဲ့အပေါ်မှာသူတော်စင်တွေရဲ့ကျင့်ထုံးကတန်တရားရှိတဲ့အရာတွေလည်းမစားရတန်တရားရှိတဲ့အရာတွေမစားရဘူးအပြည့်မှာစမှုစာကြော်ထားမယ်ခင်ဗျာဒီထဲမှာအချိုမုံပါတယ်လို့တန်တရားရှိရင်မဝယ်နဲ့တော့အထဲမှာမဝယ်နဲ့အဲ့အာကိုမစားနဲ့တော့ဘာဖြစ်လို့ကိုယ့်ရဲ့ကျမ်းမာရေးထိခိုက်မှာဒီထဲမှာရှက်ရှိတယ်တန်တရားရှိတယ်အဲ့ဒါဒုတိယအဆင့်တန်တရားလို့ပြောလို့ဟိုးအာဖဂန်နစ္စတန်ဆိုတာကတော်တော်ဘာသာရေးလေးစားတဲ့ပုံကိုယ်တွေနေတဲ့နိုင်ငံဘာသာရေးလေးစားတာအဲ့ဒီဟာပုံကိုယ်တွေခင်ဗျားတို့တော့မတွေ့ဘူးကျွန်တော်တို့ကအာဖဂန်နစ္စတန်နိုင်ငံသားတွေနဲ့အတူတူကြောင်းတက်လာတာဒါရူလုံကရာချီမှာအာဖဂန်နစ္စတန်ရဲ့နယ်စပ်ကကျောင်းသားတွေကျွန်တော်တို့နဲ့အတူတူတက်လာတယ်ကျောင်းတက်တဲ့အခါမှာသူတို့ရဲ့ကိုကျင်တရားကိုကြည့်လိုက်တဲ့အခါမှာအင်တာမလေးစားတိုက်တဲ့ပုံကိုယ်တွေပဲရုပ်ရှင်ဆိုတာသူတို့မသိဘူးဒီကျွန်တော်တို့စီနီမာလေရုပ်ရှင်ဆိုတာသူတို့မသိဘူးနာမရမ်ဒီအမျိုးသမီးအဂျနဘီယာအမျိုးသမီးတွေဘယ်တော့မှမကြည့်ဘူးသိလည်းမသိဘူးသူတို့နိုင်ငံမှာအမြဲတမ်းဘောကာရှိတဲ့လူတွေဂုနာဆိုတာမသိဘူးတော်တော်ပတ်ဆပ်တော်တော်ကိုယဉ်ကျေးသိမ်မွေ့တဲ့အလာဝါလာတွေအရင်တော့အခုလက်ရှိပုံ
ပုဂ္ဂိုလ်တွေတောင်ဒီလောက်အလ္လာဟ်ဝါလာတွေဆိုရင်ဟိုးအရင်တော့ပုဂ္ဂိုလ်တွေဘလောက်အလ္လာဟ်ဝါလာတွေဖြစ်မလဲအမီရ်ဒို့မုဟမ္မဒ်ဆိုတဲ့ပုဂ္ဂိုလ်ရှင်ဘုရင်အမီရ်ဒို့မုဟမ္မဒ်ဆိုတဲ့ပုဂ္ဂိုလ်ရှင်ဘုရင်ဖြစ်တော့ကျွန်တော်ထင်တာနှစ်ပေါင်းရာချီပြီနှစ်ပေါင်းရာချီအရင်ကစကားတရက်မှာရှင်ဘုရင်ကြီးအမီရ်ဒို့မုဟမ္မဒ်ကအမီရ်ဒို့မုဟမ္မဒ်ခန်ဒီပုဂ္ဂိုလ်ကအိမ်မှာသူ့ရဲ့မိဖုရားရှိမှတော်တော်ကြီးတမိုင်မိုင်တတွေတွေဖြစ်တော့မိဖုရားကမေးတယ်ရှင်ဘုရင်ကြီးတဲ့ဘာဖြစ်လို့တမိုင်မိုင်တတွေတွေဖြစ်နေရတာလဲတော်တော်ကြီးစိတ်မကောင်းဖြစ်နေတယ်မျက်နှာပေါ်မှာပေါ်နေတယ်မိဖုရားကမေးတယ်ဘာဖြစ်လို့ဩဒါဖြစ်နေရလားဘာဖြစ်လို့ဒီလောက်တမိုင်မိုင်တတွေတွေဖြစ်နေရတာလဲဆိုတော့ငါအကြောင်းနှစ်ခုကြောင့်ငါတော်တော်ကြီးစိတ်ဆင်းရဲနေတယ်အကြောင်းနှစ်ခုအကြောင်းတစ်ခုကတော့တဲ့အာဖဂန်နစ္စတန်ကိုတိုက်ဖို့လာတဲ့တက်ကိုခြေမုံဖို့ငါသားကိုငါလွတ်လိုက်တယ်ငါရဲ့အိမ်ရှိမင်းသားကိုငါလွတ်လိုက်တယ်လွတ်လိုက်တော့သတင်းပါရလဲဆိုရင်ရှေ့မှာသတင်းပို့တဲ့တပ်ဖွဲ့ကသတင်းပို့လိုက်တယ်သတင်းကဘယ်ကိုပို့လဲဆိုငါရှိတာတိုင်းမပို့ဘူးသတင်းဌာနကိုပို့တယ်သတင်းဌာနအတဆင့်ငါစီကိုသတင်းရောက်လာတယ်ဟောတော့ငါသားတဲ့တခုကတော့ငါစိတ်ဆင်းရတာငါသားကအဲ့ဒီစစ်မှာရှုံးလို့ထွက်ပြေးတယ်အဲ့ဒါငါအတွက်တော်တော်ကြီးအောက်တန်းနောက်တန်းကြတဲ့ကိစ္စပဲတိုက်ပွဲဝင်ရင်နဲ့ရှဟီဒ်ပြစ်သွားတာကိုငါလိုလားတယ်ငါသားကြောခိုင်းပြီးတော့ရန်သူကိုကြောခိုင်းပြီးထွက်ပြေးတိတ်ဆောင်နေဆိုတာငါတို့ရဲ့တိတ်ခါကြအဲ့တခုနောက်တစ်ခုကငါသားထွက်ပြေးတိတ်ဆောင်တဲ့အတွက်အာဖဂန်နစ္စတန်ဒီတို့နိုင်ငံတွေကိုရန်သူတပ်ဖွဲ့တွေဝင်လာပြီသူတို့တော်တော်များများနေရာတွေတိတ်ပလိုက်အဲ့ဒါကြောင့်ငါတော်တော်ကြီးစိတ်ဆင်းရဲနေတယ်အင်ရှင်မကမိဖုရားကြီးကဘာပြောလဲဆိုရင်ဒီစကားမဖြစ်နိုင်ဒီစကားမဖြစ်နိုင်တဲ့စကားဒီတရင်မှားတယ်အဲ့တော့ရှင်မြင်းကြီးကပြောတယ်မင်းကဘာတိလို့မှားတယ်ပြောနေတာလေဟိုးသတင်းတပ်ဖွဲ့ကသတင်းပို့လို့သတင်းဌာနချုပ်ကငါစီကိုအမှန်ကန်တဲ့သတင်းရောက်လာပြီမင်းကမှားတယ်ပြောနေတော့မိဖုရားကြီးကပြောတယ်သတင်းပို့တဲ့တပ်ဖွဲ့လဲသူ့ရဲ့သတင်းမှားတယ်သတင်းဌာနချုပ်ကပို့တဲ့သတင်းလဲမှားတယ်အဲ့တော့ရှင်မြင်းကြီးကဆက်ပြီးစကားတော့ပြောမနေတော့ဘူးအမျိုးသမီးနဲ့ဘယ်လိုလုပ်ပြီးဇကစစ်ထိုးမလဲကဲမင်းပြောတာမှားတယ်ဆိုလဲမှားတယ်ပေါ့တညကုံသွားပြီးဒုတိယရက်ရောက်တဲ့အခါမှာအမီရ်ဒို့မုဟမ္မဒ်ခန်ကဒုတိယရက်မှာတော်တော်ကြီးပျော်ရွှင်ပြီးတော့အိမ်ထဲဝင်လာတယ်မိဖုရားမေးတယ်ဘာများဖြစ်သွားတာမင်းပြောတဲ့စကားအမှန်ပဲတဲ့မင်းပြောတဲ့စကားအမှန်ပဲသတင်းတပ်ဖွဲ့ကပို့တဲ့သတင်းနဲ့ဌာနချုပ်ကပို့တဲ့သတင်းနှစ်ခုစလုံးမှားတယ်အမှန်စင်စစ်သတင်းအမှန်ကငါသားကအိမ်ရှိမင်းသားကရန်သူကိုတိုက်ထုတ်ရင်းနဲ့အောင်မြင်သွားတာနေပါဦးမိဖုရားကိုမေးတယ်မင်းကမနေ့ကငါ့ကိုဒီသတင်းမှားတယ်လို့မင်းပြောနိုင်တဲ့အထောက်အထားပါတယ်မင်းဘာဖြစ်လို့မှားတယ်လို့ပြောနိုင်တာလဲလို့ပြောတော့မိဖုရားကကျမမပြောပြရစေမပြောပြရစေနဲ့ဆိုတော့ပို့ပြီးသိကျင်တယ်မပေါ်ပြစေနဲ့ဆိုတော့ပိုးသိကျင်တယ်မေးတယ်မပြောဘူးမေးတယ်မပြောဘူးအဲ့တော့ရှင်ဘုရင်ကပြောတယ်မင်းငါ့ကိုမပြောမချင်းငါမေးတဲ့အလုပ်ကလွဲရင်ဘာအလုပ်မှမလုပ်တော့ငါမင်းကိုမေးပဲမေးနေမယ်အဲ့တော့မိဖုရားကြီးကဘာပြောလဲဆိုဟုတ်ပြီတဲ့ကျမတစ်သက်လုံးထိန်ချန်လာတဲ့ဒီစကားကိုကျမပြောတော့မယ်အဲ့ဒီစကားကဘာလဲဆိုရင်ကျမဒီသားလေးရန်သူတွေကိုကြောခိုင်းပြီးထွက်ပြေးသွားတယ်လို့ရှင်ပြောတဲ့ကျမသားကျမ6လလွယ်10လမွေးခဲ့တဲ့ဒီသားအဲ့ဒီသားကိုကျမဟလာရိုဇီကျွေးမွေးခဲ့တဲ့ကျမသားအဲ့ဒီသားဘယ်တော့မှရန်သူကိုအရှုံးပေးမဲ့သားမဟုတ်ဘူးဆိုတာကျမပြောပြမှာကျမဒီကလေးဗရိတ်တွေတဲတဲ့ကိုဝင်ရတဲ့အချိန်ကစပြီးရှင်မင်းကြီးရဲ့ဗန္ဒာတိုက်ကရတဲ့ပတ်စံတပြားတစ်ချက်မှကျမမသုံးတော့အဲ့ဒါမုရှတဘေပဲအဲ့ဒါတွေအားလုံးဟာတန်တရားရှိတယ်ရှင်မင်းရဲ့ဗန္ဒာတိုက်ကရှင်မင်းအတွက်ယူတဲ့ပတ်စံကျမတန်တရားရှိတယ်ပိုင်ဤမပိုင်ဤကျမစိတ်မချဘူးဒါကြောင့်ကျမဘာလုပ်တယ်လဲဆိုရင်ဗရိတ်တွေတဲတဲ့နေ့ကစပြီးကျမအမျိုးသားတွေဆောင်းတဲ့အုတ်ထုတ်ကို
ကျမဇာအုပ်ထုတ်တွေထိုးတယ်ဇာအုပ်တွေထိုးပြီးမှအဲ့ဒီဇာအုပ်ထုတ်တွေကိုကျမရောင်းတယ်ကျမကိုယ်တိုင်လက်နဲ့ဇာအုပ်ထုတ်တွေထိုးပြီးမှကျမရောင်းရတဲ့ငွေနဲ့ကျမသားကိုကျမလည်းစားတယ်ကျမသားကို6 လတိတိကျမကိုယ်တိုင်အဲ့ဒီဟာလာလိုစီကိုစားတယ်ကျမသားလေးမွေးပြီး2 နှစ်ထိအောင်လည်းပဲအဲ့ဒီလုပ်ငန်းကိုကျမမစွန့်လွတ်ဘူးအဲ့ဒီအုတ်ထုတ်ကိုဇာအုတ်ထုတ်ထိုးပြီးတော့ရောင်းရငွေကိုစားပြီးဒီကလေးကို2 နှစ်တိတိနို့တိုက်ခဲ့တာဟာလာရိုစီရှာစားပြီးမှဒီကလေးကိုမုရှတဘေလို့ခေါ်တဲ့တန်တရားရှိတဲ့ဘယင်းရဲ့ဗန္ဒာတိုက်ကပတ်စံကိုကျမမတုံးဆွဲခဲ့ဘူးအဲ့ဒီပေါ်မှာကျမရဲဝင်းပြောရဲတာပဲတဲ့ကျမသားဟာစစ်ထိုးတဲ့နေရာမှာစစ်တိုက်တဲ့နေရာမှာဟာလာစားထားတဲ့ကျမသားတယောက်ကဘယ်နည်းနဲ့မှရန်သူကိုအရှုံးပေးပြီးတော့ကြောခိုင်းထွက်ပြေးမှာမဟုတ်ဘူးလို့ကျမသိတယ်ကျမယုံကြည်တယ်ဒါကြောင့်ပြောရဲတာလို့ဆိုတော့ဒါမုရှတဘေဆိုတာစားကောင်းတဲ့အရာမဟုတ်မုရှတဘေတန်တရားရှိတဲ့အရာလဲရှောင်းဒါကဒုတိယအပေါ်ကအဆင့်အဲ့ဒီအပေါ်ရဲ့အဆင့်ကတော့စစ်ဒီကင်အင်တမန်နဲ့သူတော်စင်တွေရဲ့အဆင့်ပဲသူတော်စင်တွေရဲ့အဆင့်ပဲမိမိရဲ့အီဘာဒတ်ကိုပျက်စီးစေမဲ့မိမိအီဘာဒတ်ကိုရုပ်ပြောစေမဲ့ဘယ်ထမင်းဟင်းကိုမှမတောက်မစားဘူးအဲ့ဒါကစစ်ဒီကင်းရဲ့အင်တာမြင့်မားတဲ့အဆင့်ပဲအဲ့ဒါကြောင့်သူတော်စင်ဘောင်းတို့ခင်ဗျာဒီမှာအဆင့်3ဆင့်တတ်မှပြီးတော့ဘာပြောလဲဆိုရင်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ဒီဟာဒီသ်မှာHazrat Sa'd ibn Abi Waqqas radiyallahu ta'ala ကဟာရမ်ကိုစားပြီးဆိုရင်တော့အဲ့ဒီဟာရမ်ပေါ်မှာဖွံ့ဖြိုးတိုးတက်လာတဲ့ဒီအသားဒီအသွေးဒီအမွေးကိုဂျဟန္နမ်အပင်ငရဲမှာရှုတ်ပြီးတော့သူ့ကိုလောင်ကျွမ်းပစ်စေခြင်းကလွဲရင်နောက်ထပ်ဘာမှမရှိတော့ဘူးလို့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကမိန့်တော့ဒီအာယတ်တော်ရဘာသိရလဲဆိုရင်ဟာလာလန်တွိယဘာဟာလာလ်အတင်တို့စားကြတွိယဘာနောက်တစ်ခုကတင်တို့အင်တန်တန့်ပြန်တဲ့အရာကိုစားကြလို့မိန့်ထားတယ်ရှေ့ဆက်ပြီးဗာမိရှိလဲဆိုလို့ရှိရင်ဝလာတတဘီဥခုတဝါတရှေတန်မင်းတို့တွေရှေတန်များရဲ့နောက်လိုက်အနော်အထာမခံကြနဲ့ရှေတန်ရဲ့ခြေရာတွေနောက်ကနေမလိုက်ကြနဲ့ဖွားခြေတတ်မလိုက်ကြနဲ့ဝလာတတဘီဥမလိုက်ကြနဲ့ခုတဝါတရှေတန်ရဲ့ခြေရာများကနေရှေတန်ရဲ့ခြေရာဆိုတာဘာကိုခေါ်လဲဆိုရင်အခုနဟာရမ်ကိစ္စတွေဟာလာလ်ကိစ္စများမှာအပဟာရမ်ကိစ္စတွေဟာရမ်အစားသုံးစားတွေအစားအသောက်တွေအားလုံးဟာရှေတန်ရဲ့ဒါခြေရာတွေပဲရှေတန်ရဲ့လောက်ရက်တွေပဲရှေတန်ရဲ့နောက်ဆက်ဖြည့်ဆည်းခြင်းတွေပဲခွတ်ဝါတရှေတန်ရဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုကဟလာမာစီယတ်ဂုနာတွေအလ္လာဟ်ရှင်မြတ်တခင်ရဲ့အမိတ်သွေးဖီမှုတွေအဲ့ဒီရဲ့အမိတ်သွေးဖီမှုတွေနောက်ကနေအတင်တို့မလိုက်ကြနဲ့Hadis tomaro Hazrat Allama Ibn Kasir rahmatullah alayhi ka khutwat shaitan sura bau sodale so ena nauta nazre di an nuzur fil maasi guna agu do takhugu ne pat biro nazar ko jin ara ko khutwat shaitan lo kore re hadis da bau simya ne Hazrat Allama Shabi rahmatullah alayhi ka mishire nazara rajulun an yanhara ibna ogo diyaw ka reမိမိသားကိုမိမိလဲလီးပြီးစပါလောက်ပါမယ်လို့ကိုးလိုက်အလတ်ထံတော်ဘာမှာဘယ်လိုကိုးလဲဆိုရင်ကျွန်တော်မျိုးဒီလုံငါအောင်မြင်သွားရင်ကျွန်တော်သားလေးကိုကျွန်တော်လဲလီးပါအဲ့တော့ဒီနဇာကပိုင်လားရှရီယတ်တရားတော်ကမပိုင်ဘူးအဲ့တော့ Hazrat Shabi Mujahid rahmatullah alayhi ထာမှာဒီပုဂ္ဂိုလ်ရောက်သွားတဲ့အခါကျတော့ Hazrat Mujahid ကဘာပြောလဲဆိုလို့ရှိရင်فأفتاه مسروق رحمة الله عليه حضرت عبد الله بن مسعود رضي الله تعالى عنه دبے اری پوکوا بابیو لے سروشین میں تاگو میں کیسا اومین دوالو شین میں تاگو لیلی بھی زبالو پا میں سورے دی لو کو جی ہاں مپائے مورے اور کورے نیا میں بالو آملے سروشین اچھا رمبا دگاؤں تو دگاؤں صحیح دگاؤں زبالو لائے صحیح دگاؤں زبالو لائے سو بیرو فتوہ پیرے نو بیرو بامی شیرہ سے وقال هذا من خطوات الشیطان میں ہری لو مپائنے ایاو کو جی ہاں لو مپائنے ایاو کو جی ہاں دا خطوات الشیطان شیطان یہ لازم ہے
နောက်တဲ့ဟာဒီသ်တော်တစ်ပုဒ်ကိုတင်ပြတယ်တခါတော့ကတဲ့ Hazrat Masruq ကပဲအမိန့်ရှိတယ် Abdullah bin Mas'ud radiyallahu ta'ala ရဲ့တပည့်ဖြစ်တယ် Utiya Abdullah ibn Mas'ud bi dar'in wa milh Abdullah bin Mas'ud radiyallahu ta'ala ရဲ့ထမပုဂ္ဂိုလ်တယောက်ကဘာယူလာလဲဆိုတော့အရာနှစ်ခုယူလာတယ်တစ်ခုကတော့စားနောက်တစ်ခုကတော့နို့အုံကျွန်တော်တို့နယ်တွေမှာနို့အုံသားတွေကိုလူတွေချက်စားတယ်နွားရဲ့နို့အုံသားကအစီတထအစီတွေကြီးပဲအဲ့ဒါကိုစားတယ်တာပါတော်တော်အရသာရှိတယ်အဲ့တော့လူတယောက်က Hazrat Abdullah bin Mas'ud radiyallahu ta'ala ထမနို့အုံသားရဲ့စားရဲ့ယူလာပြီးတော့ဆက်တာတဲ့အခါကျတော့Hazrat Abdullah bin Mas'ud radiyallahu ta'ala ကစားပြီးမှအဲ့ဒီထိုင်ဝိုင်းထဲမှာပုဂ္ဂိုလ်တယောက်ကမစားဘူးအားလုံးကစားတယ်ပုဂ္ဂိုလ်တယောက်ကမစားဘူးမစားတော့ Abdullah bin Mas'ud radiyallahu ta'ala ကသူ့ကိုမိန်းတယ်နာဝီလူစာဟိဘကွန်ဒီမစားတဲ့ကောင်ကျွေးသူ့ဟောကျွေးနှုတ်အောင်သားကျွေးဆိုတော့ဟိုပုဂ္ဂိုလ်ကဘာပြောလဲလာဦးရီသူကျွန်တော်မကြိုက်ဘူးတဲ့ကျွန်တော်မနစ်တယ်ကျွန်တော်ဣရာဒါမရှိဘူးမကြိုက်တာမို့ကျွန်တော်ဣရာဒါမရှိဘူးလာဦးရီသူကျွန်တော်စားဖို့ဆန္ဒမရှိဘူးAbdullah bin Mas'ud ကမေးတယ်အစာယမွန်အန်တမင်းရိုဇာထားလို့လားမင်းရိုဇာထားလို့မစားရလားဆိုတော့တော့ဘာပြောလဲလာမဟုတ်ပါဘူးလေကျွန်တော်ရိုဇာမထားပါဘူးအဲ့ဒါဆိုစားလေကွာဘာမရှာနုကမင်းဘာဖြစ်လို့မစားရလဲအဲ့တော့အဲ့ပုဂ္ဂိုလ်ကဘာပြောလဲဆိုHaramtu an akula dar'an abada ကျွန်တော်တဲ့နို့အုံသားဘယ်တော့မှမစားဘူးလို့မိမိကိုယ်မိမိဟာရမ်လုပ်တာတယ်နို့အုံသားမစားဘူးလို့ကျွန်တော်ဟာရမ်လုပ်ထားတယ်နို့အုံသားကိုမိမိပေါ်မှာမိမိဟာရမ်လုပ်ထားတယ်အဲ့တော့ Abdullah bin Mas'ud radiyallahu ta'ala ကအဲ့ဒါမင်းအတွက်မပိုင်ဘူးတဲ့ဟာဒါမင်ခုတဝါတီရှိုင်တန်ရှဒါဟာရှိုင်တန်ရဲ့လမ်းစဉ်ပဲအလ္လာဟ်အရှင်မြတ်တခင်ကအရာတစ်ခုကိုဟလာလုပ်ထားတယ်မင်းကဟာရမ်လုပ်တယ်အလ္လာဟ်ကဟလာလုပ်ထားတယ်မင်းကဟာရမ်လုပ်တယ်ဒါမပိုင်ဘူးဆူရာတာဟရီမ်မှာလေကျွန်တော်တို့28ပါရာမှာဆူရာတာဟရီမ်ဆိုတာရှိတယ်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်တခါကဇနီးတော်ရီစီကိုနေတိုင်းဂတ်လုပ်တော်မူလေးရှိတယ်အဆာပြီးရင်ဇနီးတော်ရီရှိသွားတယ်တအိမ်မှာခဏတအိမ်မှာခဏတအိမ်မှာခဏHazrat Zainab radiyallahu ta'ala anha ထံရောက်တော့ Hazrat Zainab radiyallahu anha ကတနေရာကပြားရည်ရတာပြားရည်ရတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကိုပြားရည်တိုက်တာကိုHazrat Aisha Siddiqa radiyallahu anha ကလည်းသိသွားတယ် Hazrat Hafsa radiyallahu anha ကလည်းသိသွားတယ်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ် Zainab တခင်မကြီးထီမှာပြားရည်နေတိုင်းတောက်လို့ရှိတယ်အဲ့တော့သူတို့အချင်းချင်းတိုင်ပင်တယ်တယောက်နဲ့တယောက်ဇနီးတွေဆိုတော့တယောက်နဲ့တယောက်နည်းနည်းတော့မနာလိုဝင်တိုကြတာမနာလိုဝင်တိုရင်းနဲ့ဘာလုပ်ကြလဲဆိုရင် Hazrat Aisha ကပြောတယ် Hazrat Hafsa ကိုနင်းချီလာလို့ရှိရင်တဲ့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်လာလို့ရှိရင် Hazrat Zainab စီကနေပြီးတော့ပြားရည်တောက်လာလိမ့်မယ်နင်ပြောမဂါဖီးဆိုတဲ့တစ်ပင်တစ်ပင်ကအနံ့ဇိုးတစ်ခုရအဲ့လိုပြောတောက်တာကိုမနစ်တဲ့ Hazrat Zainab ရှိမှာဘာလို့တောက်တာကိုမကြည်ပြူကြဘူးအဲ့တော့မတောက်အောင်ဘာလုပ်လဲဆိုရင်နှစ်ယောက်လုံးတိုင်ပင်ပြီးနင်းစီကိုလာလို့ရှိရင်နင်ပြောအိုးကိုတော့ပါဇက်ကနေပြီးတော့ဘာထွက်နေတယ်မဂါဖီးဆိုတဲ့အနတ်တစ်ပင်တစ်ပင်ကအနတ်ရပြောအဲ့တော့ Hazrat Zainab Hazrat Aisha ကပြောတော့ Hazrat Hafsa ကလည်းပြောတယ် Hazrat Aisha Siddiqa radiyallahu anha ကလည်းပြောတော့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကဟာလာမဂါဖီးရဲ့ဘူးဘတ်ဘူးဒီအနံ့ဇိုးကြီးရနေလားဟောငါဘာမှမဟုတ်ပါဘူးတဲ့ငါ Hazrat Zainab စီမှာငါပြားရည်တောက်လာတာမင်းတို့မကြိုက်ဘူးဆိုငါမတောက်တော့မင်းတို့မကြိုက်ရင်ငါမတောက်တော့ကုရ်အာန်ကျမ်းတော်မြတ်ရဲ့အာယတ်တော်ဆူရာတစ်ပုဒ်လုံးကြာယာအယုဟန်နဘီလီမာတူဟရမ်မာအဟလ္လလာဟူလကတဘတဂီမရဒတ်အဇဝါဂျစ်အိုတမန်တော်တဲ့အသင်ရဲ့ဇနီးများရဲ့ကြည်ပြူမြူကိုရကျင်တဲ့ဆန္ဒနဲ့ဟလာတစ်ခုကိုဘာဖြစ်လို့ဟရမ်လုပ်လိုက်တာတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ပေါ်မှာဆူရာတစ်ပုဒ်ကြလာတယ်နဗီတမန်တော်မြတ်တွေမာဆူမ်နေပဲနဗီတမန်တော်မြတ်တွေမာဆူမ်နေကျွန်တော်တို့အဟ်လီဆွန်နတ်ဝလ်ဂျမာအတ်ကနဗီတမန်တော်မြတ်တွေမာဆူမ်လို့ပဲတတ်မှတ်တယ်အပြစ်မဲ့တဲ့လူသားတွေဒါပေမဲ့ဒီနေရာမှာအလ္လာဟ်ရှင်မြတ်တခင်ကဆူရာတစ်ပုဒ်ချပြီးတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကိုအမိန့်ရှိတယ်ဘာဖြစ်လို့ဟလာအရာတစ်ခုကိုဟရမ်လုပ်လိုက်ရတာလေ
ဆိုတော့ဒီမှာရှေ့မှာ Hazrat Abdullah bin Mas'ud radiyallahu ta'ala ကမနိုင်တော့မနိုင်ကောင်းတဲ့အရာပဲဟာလားဘာအမိန့်ရှိလဲဆိုလို့ရှင်هذا من خطوات الشيطان ဒါကရှိုက်တန်ရဲ့လမ်းစဉ်ပဲတဲ့ဖာတွင်ဒီကောင်ကျွေးတယ်ဝကဖ်အန်ယမီနိကမင်းတခါတော့ကဆမ်ကြိုင်နာတယ်မို့လားနို့အောင်သားမစားဘူးလို့အခုစားပြီးတော့ကဖာရာပေးလိုက်အဲ့တော့ဘာတိရလဲဆိုရင်တခါတလေကြလို့ရှိုက်တန်ကရှေ့မှာဆက်ပြီးအမိန့်ရှိအင်နဟူလကုမ်အဒူဝမဘီန်အင်နဟူလကုမ်အဒူဝမဘီန်ရှိုက်တန်ကမင်းတို့ရဲ့အင်တန်ထင်ရှားတဲ့ရန်သူကြီးပဲမင်းတို့ရဲ့အင်တန်ထင်ရှားတဲ့ရန်သူဆိုတော့ရှိုက်တန်ကအမြဲတမ်းမကောင်းတဲ့အရာတွေကိုပဲအမိန့်ပေးမှာတခါတလေကြလို့ရှိရင်ကောင်းတာလည်းအမိန့်ပေးတတ်တယ်မကောင်းတဲ့အရာတွေပဲအမြဲတမ်းဇင်နာလုပ်ခိုင်းမယ်မတော်တာကြည်ခိုင်းမယ်မတော်တာကိုနားထောင်ခိုင်းမယ်မတော်တာပြောခိုင်းမယ်နမတ်ဖတ်ပြီးဆိုတာနဲ့ဥဇကုရကဇာလာပြီးဟာဒီသ်တော်မှာရှိတယ်တမန်တော်မြတ်ကြီးဆလောလ္လဟ်အလိုင်းဝါဆလမ်ကအမိန့်ရှိတယ်မူအဇ္ဇင်ကအဇန်ဆိုတယ်အလ္လာဟူအက်ဘာရှိုက်တန်ကပြေးတယ်တဲ့လေတွေပါလဲပြီးပြေးတာလေပါသူ့ရဲ့စအိုကနေလေထွက်ပြီးပြေးတာအီပေါက်ပြီးပြေးတာကြောက်ဘယ်လောက်ကြောက်လဲဆိုရင်အဇန်ဆိုတာနဲ့ကြောက်ပြီးထွက်ပြေးတာအဇန်ဆုံးရင်ပြန်ရောက်လာဒီဘိုင်ကအဇန်ဆုံးပြီဆိုတာနဲ့ဘိုင်ပြန်ရောက်လာတခါဧကာမတ်ဆိုရင်ပြေးပြန်ပြီဧကာမတ်ဆုံးရင်ပြန်ရောက်လာပြီဘာလုပ်လဲဆိုရင်နမတ်ဖတ်တဲ့နမာဇီကိုဥဇကုရကဇာဟိုအကြောင်းဒီအကြောင်းအားလုံးတွေးခိုင်းတာဟိုဟာတွေဒီဟာတွေအပြင်းအစာတွေအားလုံးတွေးခိုင်းတာပဲအဲ့တော့လူတယောက်ကနမတ်စဖတ်တဲ့ကနေအတွေးတွေဝင်နာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာနမတ်ပြီးသွားပြီအဲ့တော့မှပဲတတိယတော့ရှိုက်တန်အတော်ဆိုးတဲ့ကောင်အယံဆိုးတဲ့ဒီကောင်အဲ့တော့ရှိုက်တန်ကအမြဲတမ်းနောက်ချက်အင်နဟူလကုမ်အဒူဝမဘီမင်းတို့ရဲ့အင်တန်ထင်ရှားတဲ့အင်တန်မှပဲထင်ရှားတဲ့ဟာလာဒီဂျန်သူကြီးပဲတဲ့မင်းတို့အဲ့ဒါကိုရှောင်ကြအင်ရှာအလ္လာဟ်တအာလာရှေ့ပိုင်းမှာအင်နမာယမတပိုက်ကြံသွားတယ်အင်နမာယမရုဘစ်ဆူအဝလ်ဖာရှာရှိုက်တန်ကကျွန်တော်တို့ကိုအမိန့်ပေးတယ်ဘစ်ဆူမကောင်းတဲ့လောက်ရတွေလောက်ခိုင်းတယ်ဝလ်ဖာရှာမကောင်းတဲ့ဇာရိတ္တတွေနှလုံးသားထဲမှာရှိအောင်ဖန်တီးတယ်ဇာရိတ္တဇိုးတွေခိုးခြင်းလာအောင်ဖွက်ခြင်းလာအောင်ဇာရိဇင်နာလုပ်ခြင်းအောင်အစရှိတဲ့မဖွယ်ရတဲ့အလုပ်တွေလုပ်ချင်အောင်ဇာရိတ္တပျက်စီးစေမဲ့အရာတွေကိုအမိန့်ပေးတယ်အင်ရှာအလ္လာဟ်တအာလာလာမယ့်အပတ်မှာအဲ့ဒီအာယတ်တော်ကိုကျွန်တော်ဆက်ရှင်းမယ်အလ္လာဟ်ရှင်မြတ်သခင်ကျွန်တော်တို့တွေဒီအာယတ်တော်ရဲ့အရာသင်ခန်းစာဘာသိရလဲဆိုလို့ရှိရင်ဇမာနာယီဂျာဟီလီယတ်မုရှရစ်တွေရဲ့အယူဆမှားတယ်သူတို့တွေဟလာနတိုးတွေကိုလွတ်ပြီးမှအဲ့နတိုးကိုသူတို့ဟလာဘေးမဲ့လွတ်ပြီးမှအဲ့ဒီနတိုးကိုစားခြင်းအဲ့ဒီဖမ်းခြင်းအဲ့ဒီနတိုးပေါ်မှာကုန်းစည်းစလဲတင်ခြင်းဒါတွေအလုံးကိုဟာရမ်လုပ်ထားတယ်ရှရီအတ်တရားတော်မှာကုရ်အာန်နဲ့ဟာဒီသ်ကဟာရမ်လုပ်ထားတာဒီကိယာမတ်နေ့ဒီဟာရမ်اليوم أكملت لكم دينكم وأتممت عليكم نعمتي ورضيت لكم الإسلام دينا قرآن کا سورہ تادنا پی دوابی تمام نبی صلی اللہ علیہ وسلم مشیر اور نو پائما وہی لے لابو مشیر اور اٹوے حلال دی حرام مفیٹو حرام دی لے حلال مفیٹو واجب دی مستحب دی واجب مفیٹ فرض थी वाजिब थी फरज मपियाउनो पीदवा आलम पीदवा अबू जनरो शे माशीरे हलाल दी ततलों क़यामत ने दी हलाल जनरो शे माशीरे हराम दी क़यामत ने दी हराम जनरो शे माशीरे मुस्तहब थी क़यामत ने दी मुस्तहब त उडियो का लाभी पियो में डा मुस्तहब मबू डागारो फरज अरा सुरुशिन किया अरा माँ दावी अरा लोए दावी ऊबमा लूटियों का शबे बरात ये नौ ये माँ रोज़ा मठाओ शबे बरात नौ ये माँ चनौशी माँ रोज़ा ठारा माशाल्लाह ठा देने हदीस तो माला शीरे हज़रत मौलाना मुफ्ती तकी साहब उस्मानी मद्दज़र अली का में शीरे हदीस तो डब्बों पे शीरे
အဲ့ဒီညမှာအီဘာဒတ်လုပ်ခြင်းနဲ့ပတ်သက်ပြီးဟာဒီသ်တွေအများကြီးရှိတယ်အားလုံးဇအီဖ်တွေကြီးပဲဇအီဖ်တွေအားလုံးစုပေါင်းလိုက်တဲ့အခါကျတော့ကဝိဖြစ်သွားတယ်အင်တာအားပြည့်သွားတယ်ဇအီဖ်တော့ဇအီဖ်ပဲအားပြည့်သွားတယ်ဒါပေမဲ့ဒီနောက်ရက်ရိုဇာထားတာနဲ့ပတ်သက်ပြီးဟာဒီသ်တပုတ်ပဲရှိတယ်အဲ့ဒီတပုတ်ကလည်းပဲနည်းနည်းလေးအားပြော့တယ်အားပြော့တယ်ဆိုတော့ထားတဲ့လူလည်းမတားနဲ့မထားတဲ့လူလည်းမကောင်းမပြောနဲ့မထားတဲ့လူကိုခင်ဗျားပြောမယ်ဘိုင်ရိုဇာမတောင်းလားပြုံးအဲ့လိုမေးပြီဆိုတဲ့ကခင်ဗျားဘာလုပ်တာလဲဆိုရင်ဒီမုစတာဟ်ကိုခင်ဗျားဖရတ်ဝါဂျစ်လို့ပြောနေတာအဲ့ဒါပြောင်းတာမပြောင်းကောင်းဘူးမုစတာဟ်ဒါတော့သူထားခြင်းလဲထားပါစေမထားခြင်းလဲမထားနဲ့ဒါသူ့ကိစ္စပဲလူတယောက်ကအစ္စရာတ်အချိန်မှာတရားပွဲကျင့်ပါတယ်အစ္စရာတ်အားလုံးကပါတယ် तू ကတရားပွဲပြီးတော့အစ္စရာတ်မပတ်ဘူးထွက်သွားတယ်ခင်ဗျားသူ့ကိုမကောင်းပြောရင်ပိုင်မလားမပိုင်ဘူးဘာဖြစ်လို့ဆိုတော့နဖလ်မုစတာဟ် तू ဖတ်ချင်ဖတ်မယ်မဖတ်ချင်မဖတ်ဘူးရှရီယတ်တရားတော်ကဖတ်ကိုဖတ်ရမယ်ဆိုတော့ပညာချက်မရှိဘူးခင်ဗျားသူ့ကိုပြောဘာဖြစ်လို့မပတ်တာလဲဆိုအဲ့မှာတည်းကခင်ဗျားစမှားသွားပြီနဖလ်မုစတာဟ်တကူကိုဘာဖြစ်လို့မလုပ်တာလဲပြောခွင့်မရှိဘူးဖရတ်ကိုပြောခင်ဗျားဖရတ်အချိန်ကြီးကိုဗျာဘာဖြစ်လို့ဒီဟာထွက်သွားတယ်လဲပြောဆွန်နတ်မဖတ်ဘဲနဲ့ခင်ဗျားဘာဖြစ်လို့သွားတယ်လဲလို့ပြောခြင်းပြောလို့ရသေးတယ်ဒါမှနဖလ်တခုကိုမုစတာဟ်တခုကိုခင်ဗျားဘာဖြစ်လို့ဒါကိုမလုပ်တာလဲပြောပြီးဆိုခင်ဗျားမှားပါပြီအဲ့ဒါတန်ကီလို့ခေါ်တယ်မုစတာဟ်ပေါ်မှာတန်ကီမလုပ်အောင်တစ်ဖက်ကဒါရှုံချခြင်းမပြုအောင်ရှုံချပြီဆိုတာနဲ့ခင်ဗျားအဲ့ဒီအဆင့်ကိုခင်ဗျားတင်လိုက်မသိမသာတင်လိုက်တာအလ္လာဟ်ကမုစတာဟ်လုပ်တာတဲ့ခင်ဗျားဘာလုပ်လိုက်တာဝါဂျစ်လုပ်လိုက်တာခင်ဗျားလွဲသွားပြီအဲ့ဒါကြောင့်အလ္လာဟ်ရှင်မတခင်ရဲ့အလ်ယောမအကမလ်တူလကုမ်ဒီနကုမ်တာဒနာပြည့်သွားပြီဖရတ်တီလည်းဖရတ်ပဲတသက်လုံးဖရတ်ဝါဂျစ်တီတသက်လုံးဝါဂျစ်မုစတာဟ်တသက်လုံးမုစတာဟ်အဲ့ဒါလာပြီးတော့မကရူတီတသက်လုံးမကရူအဲ့ဒါကိုပြောင်းခွင့်လဲခွင့်မရှိဘူးအလ္လာဟ်ရှင်မတခင်ကျွန်တော်တို့တွေအားလုံးကိုကုရ်အာန်ရဲ့အနှစ်သာရများချင်းမြင်ပေးသနာတော်မူပါစေလက်တွေ့ကုရ်အာန်ပေါ်မှာအမလ်လုပ်နိုင်တဲ့စွမ်းအားများချင်းမြင်ပေးသနာတော်မူပါစေလာမယ့်အပတ်မှာအင်ရှာအလ္လာဟ်တာလာဇကာတ်နဲ့ပတ်သက်တဲ့အင်ရှာဒီအာယတ်တော်အဲ့တော့နောက်တစ်ပတ်လာမယ့်အပတ်မှာဇကာတ်နဲ့ပတ်သက်ပြီးတော့အမှန်တော့နိဆပ်ကတော့ဥလမာကလည်းကြီးညာလိုက်ပြီဥလမာလည်းကြီးညာလိုက်တယ်မှန်ကန်တဲ့နိဆပ်မှန်ကန်တဲ့မစအလာတွေကြီးညာထားပြီးသားဒါပေမဲ့အဲ့ဒီမှာတော့အားလုံးစာကတူတယ်စာတူတော့အများကြီးလည်းသူခင်ဗျာမရေးနိုင်ဘူးဒီမှာဟောကြားတယ်ဒီမှာမစအလာတွေပြောတဲ့အခါကျတော့ခင်ဗျာအများကြီးဒီမှာမသိတာတွေဟာလာနားမလဲလာတွေနားလဲသွားမယ်အဲ့ဒါကြောင့်လာမယ့်အပတ်မှာအင်ရှာအလ္လာဟ်တာလာကျွန်တော်ဇကာတ်ရဲ့မစအလာတွေပြန်ပြီးပြောမယ်လို့ကျွန်တော်ဆန္ဒရှိတယ်အမှန်တော့ပြီးခဲ့တဲ့နှစ်တွေကလည်းပဲပြောပြီးပြီပဲနိဆပ်လေးတစ်ခုပဲလွဲတာနိဆပ်တစ်ခုကပြီးခဲ့တဲ့နှစ်နဲ့ဒီနှစ်နဲ့တူချင်မှတူမယ်ဟိုးပထမနှစ်နဲ့ပြီးခဲ့တဲ့နှစ်နဲ့တူနေမှတူမယ်အဲ့ဒါပဲကျင်ညာလိုက်လေပြီးတာပဲဒါပေမဲ့တဇကီရဆိုတာပြန်ပြီးသတိရအောင်ပြန်နှွေးတာပေါ့မစအလာတွေပြန်နှွေးတဲ့သဘောနဲ့ပြန်ပြီးလမ်းစားအောင်လုပ်တဲ့သဘောနဲ့အင်ရှာအလ္လာဟ်တာလာလာမယ့်အပတ်မှာတနင်္ဂနွေနေ့မှာဇကာတ်ရဲ့မစအလာများကိုမြန်မာလိုကျွန်တော်ရှင်းလင်းပြသမှာဖြစ်တယ်လူချင်းမင်းများစန္ဒရှိမယ်ဆိုလို့ရှိရင်ပါဝင်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဝါခိရဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘ်အာလမင်အလ္လာဟူမဆလီအလာဆယီဒနာမုဟမ္မဒ်နဘီအလ်အူမီဝါအလီဟီဝါဆဟာဘီဝဆလမ်တစလီမာए अल्लाह हमारे गुनाहों को माफ़ फरमा कोताहियों को माफ़ फरमा ए अल्लाह इस माह मुबारक को कदर करने की तौफीक अता फरमा ए अल्लाह फ़राइज़ का एहतमाम करने की तौफीक अता फरमा ए अल्लाह नमाज़ों को बाजमात अदा करने की तौफीक अता फरमा ए अल्लाह नवाफिल का एहतमाम भी करने की तौफीक अता फरमा कुरान करीम की तिलावत का एहतमाम करने की तौफीक अता फरमा ए अल्लाह गुनाहों से मुकम्मल तौर पर बचने का एहतमाम करने की तौफीक अता फरमा अपने तमाम आज़ा व जवारे को तमाम गुनाहों से बचाने की तौफीक अता फरमा अल्लाह दुआएं मांगने की तौफीक अता फरमा अल्लाह सदक़ात व खैरात करने की तौफीक अता फरमा अपने तमाम बच्चों और बच्चियों को भी रोज़ा रखवाने की तौफीक अता फरमा अल्लाह रोज़ा की अहमियत हमारे दिलों में पैदा करने की तौफीक अता फरमा अल्लाह जिन जिन हज़रात का इंतकाल हो गया है आबा व अजदाद में हमारे वालिदैन में उनकी मुकम्मल मग़फ़िरत फरमा उनकी बाल बाल मग़फ़िरत फरमा अल्लाह पहलू पहलू मग़फ़िरत फरमा अल्लाह जो हज़रात परेशान हाल है उनकी परेशानियों को दूर फरमा अल्लाह जो हज़रात
बीमार हैं उनको जल्द शिफाए कामिल आजिल मुस्तमिर नसीब फरमा। अल्लाह जो हजरात कैदोबंद में मुब्तला उनको जल्द रहाई और खलासी नसीब फरमा। अल्लाह जिन हजरात हमें दुआ के लिए कहा है, लिखा है, मुतवक्के हैं, उनके तमाम जायज़ मुरादों को पूरा फरमा। रब्बना तक़ब्बल मिन्ना इन्नका अंतस समीउल अलीम व तुब अलैना इन्नका अंतत तव्वाबुर रहीम व सल्लल्लाहु तआला व सल्लम अला खैरि खल्क़िही मुहम्मदिन व आलिही व अस्हाबिही अजमाइन वल्हम्दुलिल्लाहि रब्बिल आलमीन। आई के बात है तेरा मा ईमान पा मा तो से थोदू अल्लाह जानना चाहते हैं ता जाओ निया मा अनेले कौमो कोजिन दिया कौमो सारे का कौमो अमी फाने पीबीएलए सत्ता मो म प्योबा लोगे योगा ये औसा किसी जो जेदू जी मारे मीबा न पाने देगा म छामी को लुमे ये जीवा तो दी में कमिया हजरत अलकामा कलमा म फाने ने बोआ को तो यारो तो का फिर बिरो नबी तमानो में से संता मा पीबी शौकार या रसूलुल्लाह तंगे ये अलकामा गारो कलमा म फाने को कुरो कलमा चा पे ले गौया ना फिक्र रसूल नबी तमानो से फिक्र तो का फिर अलकामा भलो कलमा म फाने ना रो सच्ची च्वा करो मुगे नबी तमानो में सल्लल्लाहु अलैहि वसल्लम म फाजिम बु सोय हरि सच्चा बला को अल्लाह फाजिम मो अजाउंगा मसी बु लो बिना चिन्या मेसी नबी तमानो में से समा वही या पैसी भी अबू जहल का या मोहम्मद अकेले मेरा नबी फिर में सोई हरी लाओ ना न चांखवा चले ना ईमान जुलाई में कौन भी खना के जोरे सकाला के जोरा बापा नबी तमानो में से अल्लाह सिना कामनो बामा दुआ लोगी मिमी लन्योरो म्याओगी तालाई खासी दे लन्यो म्यालाई खासी दे अल्लाह सिना का लाओ न चां लोगी दा फिर पारे अल्लाह मुजीदा पैसी फिर दे नबी तमानो में ससम कोरेंगा हज़रत अलकामा ये नानामा या अलकामा कलमा ला इलाहा इल्लल्लाह मुहम्मदुर रसूलुल्लाह कलमा शहादत को छापेरा वही ये पैसी नबी को राय मुजीजा ये पैसी को रहेगा थाई जी फिर नबी तमानो में सलसमना छापेरे कलमा वो हज़रत अलकामा गौया नमुरे कोरो छोरे प्यांद्वारे दुखा बेक्वा अलकामा बाम्या फिटा वाले दिदखारो अलकामा को जो नेरो मावाला बावंजी मासी रे स्वाबाताव काजी रे वो कॉपी मेरे अलकामा मा मीबा नपासी बादला या रसूलुल्लाह मी ओजी रो शिबा एक वा तभी तू मी ओजी शिलो छी अनी मी के ngो प्यो दी ताले दी फिर म्यो ने छा याव ने भी मी के ला नाई ने सो ये लागे बा म ला नाई लू सो ये ना कोरो राई च्वा ला रो मु में सो दे अचाउं को प्यो लो स्वाबा तवकाजी को मा लाई दो स्वाबा तवकाजी रे धों पी सा रो मु रे कोई तो ले म सांगे सांग तो ले म कोई के नारो तंगे जी म्या अल्लाह में खान तो को जो ने रो मा वा ला लो धों पी भी रो पाओ को चुरु प्या रे ने हमें खना ला नहीं ले ला म ला नहीं ले कोरो लागे में लू प्यो रे खना ता अलकामा का नौ सौ ते ताये छते छेने मा याउसी ने भी अरा बेलो सोंख्या में ले सो मी के जी कोरो रो दुख में बेबा ने कोई अमी वे लाइक के बा में लू प्यो लाइक के खमा अमे ओ को धों छे भी भीला साजा ते तो सिसे जोरे अलकामा ये भी के ओजी अपोमा एई का सोक जा लो अता ये रे ने लोंग खा लाइक ता मुए जी ठी लो अब माई मा ची रे लुंगी लेगा अफारे ने पापा सो ला ले मी के ओजी को छौं में पुरो से मंगो को ले ला भी खाई ले तो नबी तमनो से संगा सलाम ये ता पुरो को सलाम पे ले तो पुरो अपनी सी रे ओ मी के ओ खम्याता अलकामा ने पते भी खुलो लाई बा रे सेकु सेना म्या नाजिया सी था लो ला खम्याता कलमा म फाने में बुआ को याव ने भी लो पुरो का अमे सी लो मी के ओजी का पुरो ये छीबो बो मा मिमी ये नफु को छा भी लो मोरो मुरे रे कोरो ताओ जिमा खुमलो नाई मु बेलो मा खुमलो नाई मु लो प्यो रो कोरो वा बा फिलो रो फाओ हरी ताले हा तोमे तामा फानी लोतु अल्लाह में खानवा सावारे जिमा हरी ताले लुतलो तुतलो खिसेबो जिमा बावा तो खुलो को अनिना असुंसुं खांगे बा ताले को नोए नोया प्युलाई ना ताले पठोई सेमा सीमा वाओ तवा बा ला ငါ ခု ကြော တဲ့ သမင်း လေး တော့ အပေါက် ဝ မှာ ပထွေး များ ဝင် လာ လိမ့် မလား လို့
ဆိုးရင်တဲ့ကြီးနဲ့သမင်းတက်လို့တော့ဖြောင်းအောင်မစားမှာဆိုလို့တားလေးကိုခြေလုံးလို့ကျမရဲ့ຢာကစိတ်တွေကိုညှောပြီးတော့သပတ်လုပ်ခဲ့ပါတယ်တဲ့တားလေးအတွက်နောက်အိမ်တော့မပြုတ်ခဲ့ပါဘူးလူတူလေးပါးထဲမှာအကျွမ်းဝင်အောင်လို့ကိုတော့နားမှာပညာဝတ်တင်စေတယ်လို့အလ္လာဟ်လာမှာကျမထွက်စေခဲ့ပါတယ်ကျမတားလေးအချိန်သားအရွယ်ရောက်လာတော့အိမ်တော်ရဲ့တာချပေးလိုက်တော့မဒီနာရဲ့မြို့လေကောင်မှာအိမ်ကြီးရဲ့ခိုင်နဲ့ဆောက်ပြီးတားလေးတင်းအောင်တင်းနေနေပါသေးတော့လို့ကျမထားပြီးတော့သူဇနီးတဲ့နဲ့တနေ့စကားလေးကတော့ကဆပြန်မှာဇနီးတဲ့ဘက်ကခါထောက်ပြီးကျွန်တော်မြို့မကိုလက်ညှိုးနဲ့ထုတ်ပြီးအလ်ကာမာဟာထိုးခဲ့ပြောခဲ့ပါတယ်ဒီမှာကိုလာလေဆယ်လာမွေးပြီးအဖြူရောင်တော့ကိုနှလုံးသွေးအနီကနေပြီးအဖြူရောင်ဆိုးပြီးတော့နှလုံးသွေးကိုအဖြူရောင်အဖြစ်နဲ့နိုးကြိုတိုက်ကျွေးခဲ့တဲ့အလတ်ရဲ့ကိုတက်တဲ့ကြောင့်ကျမသားလေးကိုနိုးကြိုတိုက်ကျွေးခဲ့ရတဲ့ကြောင့်လက်ညှိုးထိုးပြီးကျမကိုမွေးကျေးဇူးကျွေးကျေးဇူးတော့မှမထောင်မထားမတရားမရစကားကိုနားထောင်ပြီးကျမအပေါ်မှာနိုင်တဲ့စီးနေပြောဆိုလိုက်တာကျမရင်မထဲမှာစစ်ကလေးနဲ့နာကျင်လို့မျက်ရည်ပေါက်ကြပြီးချစ်သားမင်းမရိုက်လာပါလားအမေမအားကိုးရမဲပါတယ်ငါသားရဲ့မင်းအရေးမှာအမေမကိုဘသူခေါ်ရမှာတော့မင်းကအမေပေါ်မှာဒီလိုအမှုချင်းတွေလှုပ်လာမှတော့အမေသွားပါတော့မယ်အမေဘယ်မှာပဲနေရလို့သားသမီးတစုံတဦးမှမရှိရှာတဲ့အဖအိုးအဝိထုတ်ကလေးကိုပိုက်ပြီးတော့အိမ်မောကဆင်းသွားတယ်တဲ့ငါသားမင်းနာသားမရနဲ့တင်းအောင်ကိနဲ့ဒီမနေရခဲ့တော့အမေဖြစ်မဒီနာမြို့ပြင်မှာမဒီနာမြို့ပြင်ဆင်ခြေဘုံအရက်ကလေးထဲမှာတဲဆုပ်ကလေးထိုးပြီးတော့အမေအိုဟာစီးရဲနွမ်းပါးစာနဲ့ဒီမှာနေခဲ့ရပါတယ်ကိုရောဒါကြောင့်ဟောဒီတားကိုဖြင့်ဘယ်လိုမှခွင့်မလွတ်နိုင်ပါဘူးလို့ငေါငိုပြီးတော့အဖွားကအမိတ်ရှိလိုက်တဲ့အခါကိုရောကမျက်ရည်တွေကြာအိုးဖွားကိုအကယ်၍သာခမည်းတော်ခွင့်မလွတ်တော့ဘူးဆိုရင်ခမည်းတော်ဟာမောက္ခဆက်ဆက်အာခိရတ်မှာဂျာနံကိုကြာတော့မှာမို့မထူးတော့တဲ့အဆုံးမှာတော့ဟာဒီခမည်းတော်အသက်ငင်းနေတဲ့အလ်ကာမာကိုဂရင်မော်တင်ပြီးအောက်ကမီးလောင်တိုင်းကျင်းတော်မူလိုက်မယ်လို့ကိုတော့အမိန့်ချပြီးသောဘာတောက်ကကြီးတွေကိုထင်းယူခိုင်းတယ်သောဘာတောက်ကကြီးတွေမျက်ရည်ဆက်လက်နဲ့ကိုတော့အမိန့်တချောင်းစီထင်းနေယူပြီးအောက်မှာပုံမီးလက်ကျွတ်မဲ့လှုပ်လိုက်ကြရောမြေကြီးသားမှာဒလပဲထိုင်ပြီးငိုးနေတဲ့အဖွားကိုပြုံးဆိုထားတဲ့ပြီးသမင်းလေးတို့ဝိနဗီတမန်တော်မြတ်ဆက်တဲ့ခြေတော်မှာမျက်နှာအုပ်ထဲပြီးတော့ဆက်ကြီးတဲ့ငင်ငိုတော်မူတဲ့ကိုတော့တားလေးကိုဒီလိုမလုပ်ပါနဲ့ကျမနှလုံးသွင်းတဲ့နှုတ်ကြတိုက်ခရရတဲ့သားမလို့ကျမရှေ့မှာများမီးလောင်တိုင်းတွင်းလိုက်ရင်ရင်ခွဲနာကြတရားတော့မှာပါတားလေးပြောချင်တာပြောဆိုချင်တာဆိုတားလေးကိုဟောက်ခုလို့မြင်ရတဲ့အဖြစ်မျိုးတော့ကျမဘယ်လိုနဲ့မှမနေနိုင်တော့ပါဘူးလို့ကြီးမားတဲ့ပြစ်တာတရားမိခင်ရဲ့မေတ္တာဟာပေါက်ကွဲလာပြီးတော့ကိုတော့ကိုငိုပြီးလျှောက်တော့ဒါဖြစ်လေဖွားကိုခွတ်လွတ်လိုက်ပါတော့လို့ပြောလိုက်တဲ့အချိန်မှာမိခင်ကိုကြီးကတားလေးနာမှာတွားလိုက်တော့ဟဇတ်အကာမာတော့ကြွလာတာလာတခင်မျက်လုံးလေးပုတ်ခနဲ့မနိုင်တဲ့လက်ကလေးကိုပြေးပြီးနဖူးပေါ်မှာတင်ပြီးမိခင်အေရှာရာနဲ့ဆလံပေးတော်မူတယ်မိခင်တားကိုခွတ်လွတ်ပါတော့လို့ဟဇတ်အကာမာကရှောက်ထားလိုက်တဲ့ချိန်မှာမိခင်အိုကြီးကမျက်ရည်ဆက်လက်ငါသားကိုအမေခွင့်လို့ပါတယ်ကွယ်အမေမနာပါဘူးမိခင်အိုကြီးကဒီစကားလေးလည်းပြောလိုက်ကြရောဟဇတ်အလ်ကာမာရတ်လာတာတခင်ကလမာလာအီလာဟာအီလာလ္လာဟူမုဟမ္မဒ်ရဆူလလာမိမိကိုယ်တော်ရဲ့ကလမာရှာဒတ်ကိုဖတ်တော်မူတယ်နဗီတမန်ဆက်စမိတ်ရှိတော့ကိုသွားပါတောက်ကကြီးတို့မြင်ရပြီမို့လားအကြည့်မြည်သူမဆိုမိဘနှစ်ပါးပေါ်မှာများအဆက်အသွယ်ဖြတ်ခဲ့ပြီးမခေါ်မပြောပဲတဲ့နေတဲ့ခြားကာလမှာများကွေးတော့လည်းမဆန့်ရင်စံတော့လည်းမကွေးခွင့်အလ္လာဟ်အမိန့်များခံတော်ရမယ်ဆိုထိုသူမတော်မှာအီမန်မရှိဘူးလို့မှတ်ကြဘုရားဒီမြတ်ကမြတာမညာမဟုတ်ပါဘူးမိဘနှစ်ပါးတန်ဖိုးကြည့်လို့တော့မိဘနဲ့အခေါ်ပြောမရှိတော့များငါသေးသွားမှပြင်ငါဒုက္ခပါလားအမေကိုပြင်ခေါ်မပါလားအပကိုပြင်ခေါ်မပါလားကျေးဇူးကြီးမလားပါလားအပဟာနွားနဲ့ယုံကြည်ခဲ့တာအမေအသက်နဲ့ရင်းပြီးငါ့ကိုမွေးခဲ့တာနှုတ်ကြိုတိုက်ကြွေးခဲ့တာငါရဲ့ဆိုးကြိုးကောင်းကြိုးအားလို့အမေခန့်ရှာတာပါလားလို့မိဘရဲ့မွေးကျေးဇူးကျေးဇူးတွေကျွန်တော်တို့ဆိုဒီတတတာနဲ့မိဘဘုံမများကျေးဇူးတည်းချင်းဆက်ခဲ့ပြီဆိုအင်ရှာအလ္လာဟ်တာလာဒုနီယာမှာလည်းအလုံးမဲ့တင့်တယ်တဲ့သာသမီယရနာဖြစ်လာကြအကြောင်းရှိပါမိခင်အိုကြီးတားလေးကိုဖက်ပြီးတားအမေငါတားလေးနဲ့စကားပြောရတော့မှာငါသားလေးနဲ့အမေခေါ်ရပြီလို့အမေဝင်းတာလိုက်တာငါသားရဲ့ခုတန်ကတာအသက်မရှိပါလား
အမေကသူနဲ့တကားပြောရမှာတော့အကောစီရဆိုလို့တီတာလေးရှိတော့တာလို့အဖွားဟောရင်မကိုထုထုပြီးအလကာမရဲ့မျက်နှာပေါ်မှာမှောက်ချပြီးဆိုင်ကြီးတင်ငင်ကိုတော်မူတယ်တဲ့တားလေးရဲ့လမ်းမတွေ့တော့အမေကခေါ်ချင်တာငါသားကလည်းမျက်နှာကြောတင်းပြီးတော့အမေကိုတင်းတင်းသွားလို့အမေမခေါ်ရတော့ငါသားရဲ့အမေငါသားကိုခေါ်ချင်လိုက်တာလို့မိခင်ဟောကအချိန်မောင်းများသွားနှလုံးသားတဲ့ဂယုဏတကားလေးတွေတဖွားဝပြောပြီးဆိုင်ကြီးတင်ငင်ငိုလိုက်တာကိုတော်ကိုယ်တိုင်မျက်ရည်ပေါက်ကြီးငယ်ကြပြီဆွာဘာတဝကကြီးတွေတယ်လေပဲထိုင်ချပြီးဟဇ်အလ်ကာမာနာမှာဆိုင်ကြီးတင်ငင်ငိုတော့ကြတယ်သူတို့ဒီများခင်ဗျာကျွန်တော်တို့ဒီလောကမှာမြင်ကြတွေ့ကြပါလိမ့်မယ်တားငယ်သမီးငယ်လေးတွေဆုံးတာတကြောင်တားကြီးသမီးကြီးတွေများဆုံးသွားပြီဆိုရင်မော်လီဆာဆုံးသွားမယ်အဖီဆာဆုံးသွားမယ်တပလစ်လိုက်နေကြသူဆုံးသွားမယ်လို့များနေလို့တပလစ်ကျမကလူတွေလာနေပြီမော်လီဆာတွေလာနေပြီဟာဖီဆာတွေလာနေပြီမေကတာနာချပြီးငါသားမော်လီဆာတွေလာနေပြီလေသလံပေးလိုက်ပါဦးလားငါသားအမေကိုယူအောင်လုပ်တတ်လားကွယ်အသက်ကြီးမှအမေကိုအပူပေးခဲ့တဲ့တာအသက်ကြီးမှအမေကိုအပူပေးခဲ့တာလားဘင်းတငယ်ချင်းတွေလာနေပြီလေမော်လီဆာတွေကိုညအမေဆိုင်ကြီးတဲ့ငယ်နဲ့ငိုချဟာဖီဆာတွေကိုညငိုချတာတပလစ်ကမိတ်ဆွေငါသားမင်းကိုတော့ရဲ့ကျမခေါ်ကိုလာနေပြီလေငါသားထားလိုက်ပါဦးလားငါသားမလုံးနိုင်တော့ဘူးလားကွယ်ငါသားအမေကိုပြစ်ခဲ့ပြီလားဆိုင်ကြီးတဲ့ငယ်အယူမကြီးတဲ့ဖွယ်မိခင်ငိုချတာချီရလက်ရတွေရှိခဲ့လို့ဘယ်ချိန်ပဲကာလပဲရောက်သွားသုံးနှစ်နေမှသွားတဲ့နေ့ဒီမှာသွားဩတငယ်ချင်းမိခင်မလားနေတိုင်းမှာကောင်းရလားလို့ဝင်ပြီးမြဆလံပေးလိုက်ရင်ကိုယ်ဖက်ပြီးတော့ဆိုင်ကြီးတဲ့ငင်ကိုလိုက်တာမှားလိုက်တာကွာစိတ်တမကောင်းလိုက်တာလို့ကိုယ်တိုင်ငိုကြွေးရတယ်လို့အမိအဖဟာအသက်သေးသည်အထိကိုယ်လုံးသွားချတဲ့ตาရွယ်သမီးရွယ်လေးတွေကိုမေ့လျော့ပေါ့စားခြင်းအနည်းမရှိရှာဘူးအသက်ရွယ်ကြီးတဲ့မိခင်များသုံးသွားပြီးဖခင်များသုံးမသွားပြီးဆိုရင်အကုပရှင်ဟာမရက်ရှင်ဟာဘသူလဲလို့မဲယူရလောက်အောင်တရားကိုပုံမှာသေတဖုဖို့ကွန်တဝဝနဲ့ရီကမောကနဲ့မရက်ရှင်ဘသူလဲလို့မဲယူရလောက်အောင်မိကိုဖတ်ကိုများအလအမိန်ခံသွားရည်လူတယောက်လိုများအတိမပြုကြကြကြသေးလားတာကြီးသမီးကြီးတွေမျက်ရည်ကျဖို့များသတိရကြရဲ့လားလို့ခဏမေတ္တာတရားချင်းကွာဟတဲ့အကြောင်းမိတ်ဆွေများညီကြပါလိမ့်မယ်သူတို့ဒီများခင်ဗျာမိဘကအသက်အရွယ်ကြီးတဲ့သာသမီတွေအယူသမိုက်ဖြစ်အောင်ငိုရတယ်လို့ခဏတက်ရွယ်ကြီးသွားတဲ့မိဘနဲ့ပတ်သက်လို့ငိုဖို့နေသားသားစကားတွေပြောလိုက်တာလာသမျှမုံနေဟင်းတွေထမင်းတွေတားလိုက်ကြတာပြောပါရွှေတွေမျိုးတွေနဲ့တဟိဟိတဟာဟာနဲ့ညကြတော့ဒီအိမ်မရဲ့အိမ်မှာဟုတ်ပါလေသာလို့ပေါင်းမိရတော့အောင်ခဏမိဘရဲ့မေတ္တာတရားသာသမီရဲ့နှလုံးသားထဲမှာခေါင်းမနေလို့ခဏတပလီမေတ္တာရခံတယ်အမိဖရဲ့မေတ္တာတရားကိုသဘောပေါက်ပါနားလဲပါလေးလေးနဲ့ထားပါကိုယ်တိုင်မိဘချစ်တယ်လို့မချစ်နိုင်သည့်တိုင်အောင်မိဘရဲ့ဆေးပုံပုံတပုံတော့မိဘပေါ်မှာအခြေထားရပါလိမ့်မယ်အရွယ်ရောက်လာတဲ့သားလေးတွေအရွယ်ရောက်လာတဲ့သမီးလေးတွေကျောင်းတွေမှာထားကြတယ်သားဟာပိဿဖြစ်ဖို့သားမလီစာဖြစ်ဖို့ကိုယ်တိုင်တော့လှုပ်ရှားကြတယ်မနာမနေဂုံတဲ့ပွဲသားကဂုံတဲ့ပွဲသားအလိုက်လက်သမားကလက်သမားအလိုက်လက်ထွေးရှာတယ်ပြုံးနှုတ်ရှာတယ်နေပူကြီးထဲမှာကိုယ်တမောကညောင်းလေးတွေကိုကိုယ်တိုင်လို့ကျောင်းကလာတဲ့သားလေးကအမေဆလာမအလိုင်ကွမ်ငါသားကြီးဝါတဝလာလှလိုက်တာပါလားဘောင်းငါသားကအမေနာတားမလီစာဖြစ်ခါကြီးကိုဖွက်တဲ့ပြီးတော့အမေကနန်းရှာတာတရှုံရှုံနဲ့အမေအပရောအပတွေ့ကြလို့ပါမေရဲ့နေပါကွယ်လေတဲ့သွားတယ်ငါသားရဲ့ကျွန်တော်လိုက်သွားလိုက်မယ်နော်မလိုက်နဲ့လေနေပူတာကွယ်ငါသားရဲ့ဟိုပူကျွန်တော်အပဆလံပေးကြလို့အတိတ်ပြေးပြီးတော့ရေတပိုင်းကုန်းတပိုင်းနဲ့ထုံးနေတဲ့ဖေးစီလေကစေးရောကနေပါဆလာမလေးကွန်းလို့ဆလာလေးပေးလိုက်လို့သားကမော့ကြည့်လိုက်လို့သားလေးများမြင်လိုက်အဖေကဝင်းတာရှာလို့ငါသားနင်းလာပြီလားလာပြီပါကျွန်တော်လာခဲ့မယ်နော်ရေလေးနဲ့ဆေးပြလိုက်ငါသားနေမလာနဲ့လေမလာနဲ့ကွာအောက်ကပူလိုက်တာဟာအပေါ်ကပူအောက်ကပူရေကပူငါသားလေးများနေမကောင်းမှဖြစ်ကွာဟောဒီလိုဒုက္ခဆင်းရဲတွေကြောင့်ဟောဒီလိုနွားနဲ့ယုံရလို့ဟောဒီကြောရတဲ့အလုပ်ကိုငါသားမလုပ်စေချင်လို့အပါကအာဒီเจ้าမှာမော်တီဖြစ်အောင်ထားတာလေငါသားကမစင်းခဲ့နဲ့အပနာမလာခဲ့နဲ့လို့မိမိကိုယ်တိုင်ဒုက္ခနဲ့အသက်မွေးဝမ်းကြောင်းလုပ်ရတဲ့ကစားတားငယ်သမီးငယ်များပေါ်မှာအရေးထဲကနေပြီးတော့တာသမီးလေးတွေဘယ်ပုံပဲနည်းနဲ့များပရိယေတနာဝိဇ္ဇာကိုရှားစားကြမှာပဲလေလို့ကြီးမားတဲ့မေတ္တာတရားနဲ့အသက်အရွယ်ကြီးလင်ကစားဒုက္ခဟူသေးရကိုမိမိတို့သာလျှင်ခါသိပြီးခံကြခဲ့ရတဲ့မိဘနှစ်ပါးရဲ့မေတ္တာတရားသဘောပေါက်နားလည်ဖို့အလုံးအရေးကြီးပါသူတို့ဒီမြတ်ခင်ဗျာအသက်အရွယ်ကြီးလာလို့ဒါအရေးလေးမြတ်ခိုးရလေမလား
တာကြီးမွေးတယ်လို့ပြောလိုက်တော့စကပီနားကြလေးများသားလေးများပေးနာထားရင်ငါသားအမေကိုလှုပ်ကြမလားငါသားကအမေကိုသားလှုပ်ကြမှာတီဗီသားသားလေးနဲ့ခေါင်းလေးများဆက်လိုက်မိကပြောရှာလို့တားလာတော့ကျုပ်သားကြီးလေကျုပ်ကတော်နဲ့မနေဘူးအာဝင်းသားပါလေညာနေပါခင်ဗျာသားကြီးနဲ့နေပါသမီးအမေလှုပ်ကြမလားသမီးကအမေလှုပ်ကြမလေကျုပ်သမီးကြီးနဲ့နေမှာတော့နေကြသေးကြလင်သားလို့သူကဇနီးတဲ့ကိုကြည့်ပြီးပြုံးနေမင်းတိတ်ထင်ကြီးနေသလားလို့ခေါင်းလေးတစ်ဆက်ဆက်တကယ်တော့လူသားမြောက်လာတဲ့ခါကျတော့တားအိမ်နေလို့လည်းမရသမီးအိမ်နေလို့လည်းမရတာကမူမူယူယူဇနီးတဲ့ကယောက်ျားမှုလိုက်ရင်တို့ပေးပြီတော့အမေနော်တနေ့လုံးမှမလောက်တာမဟုတ်ဘူးကျုပ်ကြိုက်လို့ရတာကြီးမောင်ခွေးမောင်တော့မရဘူးတော့မြည်လေးထင်းခိုက်လိုက်ရင်ကလေးထင်းရတာအေးဒုက္ခပြလို့ပါခါဆောင်တော့အောင်ထိနေတာတော့လင်သားတနာလာရင်အမှုရအမျိုးမျိုးနဲ့ညောက်ခါတစ်မျိုးချော့ခါတစ်ခါလင်သားကိုနှပွေးချိုးအောင်ဂုံးတိုက်ခဲ့ပြီးပြောလိုက်တော့ခမကြီးရလေဗျာခလေးလေးလောက်ကတော့ထိမ့်မပေါ့သူညလောကကန်ရတာတစ်ဖက်သာဝန်နေညလိုတယ်မှတ်နေလားဟိုမဲ့အသက်ကြီးတဲ့ရွယ်တောင်းလို့ခေါင်းပေါ်ကမချရဘူးလေတုံးပန်းလုံးနဲ့ဈေးအောင်စားနေရတာခမအရေးတဲ့ကျုပ်လုပ်သေးတာတော့ခမအေးစေးမစားနိုင်ဘူးလို့မိဘကိုအော်ကငေါက်ခံနဲ့ပြောလိုက်တော့မေးကပုတ်ကပုတ်ခနဲ့ငါသားရဲ့သမီးလေးတက်လို့နဲ့ဒုတ်တစ်ချက်ဖြစ်ပါဝလားအမေသမီးတောင်မျိုးမကြပါလားငါသားရဲ့ဒီလောက်ကြီးငါသားဒုက္ခဖြစ်နေပြီလားဖြစ်နေအမေမနေပါဘူးမနေနဲ့လေဗျာဒါတော့ခမတော့ပေါ့ဒီလောက်ကလေးပြောတာဆိုတာတော့ခမမခံနိုင်မှတော့ကြိုက်ရတော့ပေါ့သူတို့ဒီမြခမနွားနှခါကြောင်းနှခါလေးခလေးနှခါထိန်အပေါင်းဆုံးပေါ့လောကမှာအပေါင်းဆုံးခလေးထိန်ရင်သူများအိမ်မှာခလေးထိန်ရင်သမီးလာကျွဲတယ်အဝိလန်းစင်နဲ့လာကလည်းပေးတယ်တာသမီးအိမ်ခမင်းကျွဲတော့တာကငေါက်တယ်ချွေးမငေါက်တယ်ဘာကျိုးရှိလဲခလေးထိန်မှာသမီးကျွဲရမယ်ဘဝဆိုဘယ်သားပဲသမီးအိမ်မှာဘယ်တော့မှမနေဘူးဟဲ့လို့ပြောပြီးဆင်းသွားလိုက်အင်ရှာလာတာလာအလ္လာဟာကျွဲရရှိအလ္လာမွေးရရှိအလ္လာဖန်ဆင်းရရှိသူတို့ဒီမြခက်များအလ္လာဟာရိုးစီရှင်မှာအလ္လာကျွန်တော်တို့ကိုကျွေးနေတာရဲ့ရလေရနဲ့ဘယ်သားပဲသမီးအိမ်မှာမနေနဲ့အင်ရှာလာတာလာမင်းတို့ကိုမမွေးခင်ကလေးကငါ့ကိုကျွေးလာတဲ့အလ္လာခဏလေးငါ့ကိုကျွေးမှငါသားမင်းမောမောမမနဲ့အမေကိုပြောလိုက်တာလို့ခမိန်စုံအထုပ်ကလေးပိုက်ခဲပြီးတော့ရွာလဲမှာအမေဆင်းသွားရှာတယ်သမီးကြီးရောက်သွားတော်သားကဘာပြောလိုက်လဲတော့ကျိုးရိပ်ရောက်လာပြန်ပြီလားတော်ပြင်းဘယ်သူနဲ့မှမတက်အောင်ဖြစ်နေပါပြီလားသမီးကတနတ်မှမကြွရသေးဘူးစီးတဲ့ပြီးရင်ပါကလိုက်ပြီသမီးကြီးမို့အားကိုရမလားလို့မေကမျက်နှာငယ်လေးနဲ့မော့ကြည့်လိုက်တော့ဩဒီကတလုံးမှမကြွရခင်ကငါအပုတ်ချဖို့စိတ်ကူးတော့တာကိုကောင်းပါလေငါသမီးရဲ့ကျုပ်ကရေမကြည့်ဘူးတော့တမက်ကမူးလိုက်ရင်ကောင်းတာမဟုတ်ဘူးနော်တော့ခံနိုင်ပါလားငါသမီးဒီချောင်ပြောတော့အမေမချောက်ပါနဲ့မနေနဲ့ဆိုလေအမေမနေပါဘူးဟဲ့မွေးတဲ့သတ္တတိပြောဆိုတာတော့မခံနိုင်တာတမက်လို့သူနောက်ကငန်းနာကိုအမေထမင်းတလုံးနဲ့တော့အမေမခံနိုင်ဘူးလို့ဆင်းသွားချလိုက်တာတဲတဲနဲ့ငယ်တငယ်ချင်းတွေအိမ်မှာခိုးကပြီးတော့လဲတုံပန်းတုံနဲ့လက်တုံငရိုးမြက်မိသားကိုစီခမ်းမွေးအစွဲကျိုးခြေတုပ်ပစိုးရောက်မှမိခင်ကိုဖခင်ကိုမှဟိုအိဇကကလေးပေးမလားလို့ဆလံလေးပေးပြီးကျွန်တော်ဗျာဇကလေးများရှိရင်ပေးသမှာဟိုအိသွားဇကကလေးများရှိမလားလို့မေးလိုက်ဟောတောကလူတွေဇကပေးတဲ့အလေးထားတိတ်ရှိတာမဟုတ်ဘူးငါမျိုးသွားတောင်းမှထင်တယ်တို့ရကမော်လီဆာလေးတော့ရှိသေးတယ်မန္တလေးကမော်လီဆာစီငါသွားလိုက်ဦးမှာပဲမန္တလေးသွားပြီးတော့ထန်းကုန်ကမော်လီဆာဘယ်ပလီများရှိလဲလို့စနေနာအဲ့ဒီသွားဆလံလေးပေးလို့မဆရာကျွန်တော်နည်းနည်းအခုကြီးပေးသမှာကျွန်တော်ဒုက္ခလေးတသမီးတွေမွေးပေမဲ့ကျွန်တော်ကျွေးလို့လူမရှိပါဘူးလို့ငိုနေပြီးပြောလိုက်တော့မော်လီဆာစိတ်မကောင်းလိုက်တာမမကြီးကိစ္စမရှိဘူးနော်ကျွန်တော်လုပ်ပေမဲ့ပြီးလားအင်္ဂလာတလာဖြစ်သွားမှာပါလို့မော်လီဆာကိုယ်တိုင်မိမိရဲ့မွတ်တလီဆာများအပေါင်းအသင်းများဂျမာအတစီမှာရွာကအဖိုးအမွေအိုတွေကိုလက်ဆွဲပြီးတော့စကပေးတောင်းပြီးတော့ကျွေးလာတာတွေအမြောက်အများရှိတော့တယ်သူတို့ဒီများခင်ဗျာမိအိုဖားအိုကိုမိမိလက်ဝဲမှာပေးပြီးအေးပန်းသားမင်းမလို့ဆက်ဆံမလဲလို့အလ္လာဟ်ကအမိန့်ရှိသွားပြီမင်းတို့လက်ဝဲမှာမိအိုဖားအိုကိုငါရှင်ထည့်လိုက်ပြီးမင်းဘယ်လိုဆက်ဆံမလဲမင်းတို့တွေငယ်စဉ်တုန်းကမိဘကဘယ်လိုများချွေးမွေးခဲ့ပြီလဲခမင်းဝိုင်းလေးများရောက်လာပြီဆိုရင်လေသားလေးတွေလေတုံးလေးထည့်ပေးလိုက်သမီးလေးတဲ့အလဲသုံးလေးထည့်ပေးလိုက်မေကဖခင်လုံးသူရဲ့ခေါင်းလေးထည့်ပေးလိုက်သူကခြေထောက်ကလေးနဲ့အိုလူခွလူအမေရဲ့အသက်အရွယ်ကြီးပါပြီအမေတို့ကခေါင်းလေးစားလိုက်ပါအောင်လားလို့
သားသမီးကတိတတ်လို့များမအေးပကနဲ့ထည့်လိုက်ဖေးပကနဲ့ထည့်လိုက်တနာစရာမျက်နှာလေးမော့ကြည့်တဲ့ပြီးငါသားငါသမီးတို့စားကြပါအေးအမေတို့အဘာတို့စားခဲ့တာကြာလာပါပြီမင်းတို့စားနေရတာကိုအမေတို့စားနေရတယ်လို့ပါပဲလို့ပြောတဲ့မိခင်ကြီးရဲ့စကားနားလေးနဲ့မကြားတော့ဘူးလားသားတွေသမီးတွေနဲ့ပြောပြောပါပါအလဲရပကကြီးနဲ့စက်သားဟင်းတွေနဲ့ဝါပြေမှာစားနေကြပြီဝါလွတ်မှာစားနေကြပြီဝါထားဖို့ဝါသမီးစားနေကြပြီဟောရွာလေကောင်းမှာတဲဝလေးနဲ့အမေတို့ဘာတို့ငရုတ်တီတောင်ပဲရဘွားလေးနဲ့ညာအမေတို့ဘာတို့စားနေရပြီလားငါသားရဲ့အမေကိုဟောဒီဟင်းလေးနဲ့တုံးတော့ငါသားသွားပေးလိုက်ဦးနော်အမေကြီးကိုအပါကြီးကိုသွားပေးလိုက်ပါအောင်လားလို့ငယ်ရွယ်တုန်းကလက်ကိုနောက်ဆုပ်ပြီးကျွေးခဲ့တဲ့အမိရဲ့မျက်နှာလက်ကိုနောက်ဆုပ်ပြီးကျွေးခဲ့တဲ့အဖရဲ့မျက်နှာလေးမိမိအလှည့်ရောက်လာလို့မှနောင်တတရားမရတော့ဘူးဆိုရင်အလောရှင်ကခွင့်လွှတ်လိုက်မှာမဟုတ်ဘူးတဲ့ဗန္တာမင်းအတိတရားကင်းမလာပါလားမင်းမိဘနှစ်ပါးပေါ်မှာမင်းဆက်ဆံမှုဟာပြေးလဲစရာမရှိပါလားခါချင်းတဲ့နမတ်ဖာထားခြင်းနဲ့ရိုဇာထားပေးခြင်းနဲ့ဇကတ်ပေးဟတ်လုပ်ခြင်းနဲ့လောက်လို့အမိအဖကိုအငတ်ငတ်ပြတ်ပြတ်နဲ့ပြစ်ထားခဲ့ပြီးရွာလေမှာတအိမ်ထဲမှာကိုကပြင်အောင်အင်ကြီးနဲ့နေပြီးတော့တဲစုပ်ကလေးနဲ့ဒီအိမ်ကဘသူအိမ်လဲဗျာလို့မေးလိုက်တော့အမေတို့ပါတို့နေတာဗျာရင်မဖိပြီးတယ်ခင်ဗျမရှစ်ဘူးလားဗျာလူတယောက်လာရင်ပြမှာမရှစ်ဘူးလားအမေဖေကမောမလုံးဘူးဗျာကြည်သားမအောင်ခင်ဗျပြင်အောင်အိမ်ကြီးနဲ့နေတာခင်ဗျမှာအရှက်တရားဆိုတာရှိရလားလို့ဒေါသဖြစ်ဖြစ်နဲ့ပြောလိုက်တော့ခေါင်းငုံပြီးတော့စိတ်တွေဆိုးလိုက်တာခင်ဗျပြပြောလိုက်ရင်တစ်ချက်လို့ပဲအေးမင်းကွာတိနာဖို့တိတ်ကောင်းပါတယ်ကွာမင်းမလို့လည်းညှို့ထိုးပြတာငါဆုံးမပြရဲဘူးကွာရှက်လွန်းတော့ငါပြင်တော်အိမ်နဲ့နေတာငါ့ကိုမွေးခဲ့တဲ့အမေအဖေဟာဒီပြင်တော်အိမ်နဲ့မျိုးငါဆောင်းမပင်းနိုင်တဲ့၍ငါဘယ်တော့မှမိပါတဲ့မြင့်တဲ့အိမ်မျိုးငါမနေဘူးလို့စိတ်ထဲမှာဆုံးဖြတ်ပါသူတို့ချင်းများခင်ဗျာမိဘနှစ်ပါးကိုရှေ့မှာထားပြီးမိမိရဲ့အမြင့်မှာမိမိကိုယ်တိုင်ခိတမလုပ်ခဲ့မယ်ပြုစုခဲ့မယ်အင်ရှာလာတာလာမိဘကိုပြုစုတဲ့အကြောင်းအရာလေးတစ်ခုတည်းနဲ့ကိုအလာအာခိဒတ်မှာဂျန်နတ်ပေးပြရှိတယ်မိဘကိုအေဦးကမှတင်ပြီးကျွေးခဲ့မယ်မွေးခဲ့မယ်ဆိုထိုသားထိုတတိကိုရေလိုစီးပွားတက်စေတော်မူမယ်မိဘကိုခိတမလုပ်ရင်ဒေါလတ်အလာပေးတော်မူတယ်သူတို့ဒီများခင်ဗျာအစ္စလာမ်ရဲ့သမိုင်းမှာမိုက်လာပါတယ်ဆိုတော့ဖီရောအေဂိယဘီရင်ဖြစ်နေအလာကထားတော်ဖီရောမိုက်ကန်းတဲ့နေရာမှာကန်းကုန်အောင်သူ့ကိုယ်သူခွဒါလို့ကျင်ညာပြီးအလ္လာဟ်နဲ့တူဖက်နှိုင်းရှင်ပြီးတော့မိမိဩဇာအာဏာကိုအသုံးချပြီးတော့ဗနီအစ္စရာအယ်မျိုးနွယ်စုတစ်ခုလုံးကိုညောင်များစွာတပ်ပြတ်ဖြတ်ခဲ့တယ်လို့ဟာတမူစာကိုရန်သူတို့ဆက်ဆံခဲ့တဲ့ဖီရောကိုအလ္လာဟ်ကကသက်မချဘူးအသက်မူဆာအလိုင်စတတ်ဝဆလမ်တောင်းပေါ်မှာသွားပြီးယာလာဒီလောက်တော့ကျွန်တော်မျိုးကိုလည်းတိတ်ခါချအလ္လာဟ်ကိုကိုးဝယ်တဲ့မွတ်စလင်များပေါ်မှာအနိုင်ကျင့်နေတဲ့ဟာဒီဖီရောကိုအလ္လာဟ်ဘာလို့မဖြစ်စည်းတာလဲလို့အလ္လာဟ်ရှင်မြတ်ကိုရှောက်ထားလိုက်တော့အလ္လာဟ်ကအမိန့်ရှိတော်မူတဲ့ယာမူဆာဟာဒီအချက်၄ချက်ပေါ်မှာဖီရောကျင့်သုံးနေတဲ့၍ငါဖီရောကိုဘယ်တော့မှမဖြစ်စည်းဘူးမိတို့အားတောင်းမနေနဲ့လို့အလ္လာဟ်ကအမိန့်ရှိယာလာဘယ်ချက်တွေတော့နံပါတ်1ဖီရောမှာဓာရီရှိတယ်သူတို့ဒီမြခင်ဗျာနံပါတ်2ဖီရောမှာမိခင်အိုကြီးရှိမိမိစာမြန်းထားတဲ့နန်းတော်ရဲ့ဘုံအမြင့်ပေါ်မှာနောက်ကဘုံလေးတစ်ခုဆောက်ပြီးမိခင်ကိုစာမြောင်းစေတော်မူတယ်မိခင်လောက်သူကိုဖီရောကတေးမိန်ပေးလိုက်တဲ့တရားခံကမိခင်အိုကြီးထံမှာတနာစရာတွားပြီးမှအယူခံလိုက်လို့မိမိကတနာလို့ချစ်သားအခုလာခဲ့သားလို့အမိန့်ရှိလိုက်ဖီရောမှာနားရင်မြင်ကနေဆင်းပြီးမိခင်ရှိမှကျုံကျုံကလေးအောက်ကနေထိုင်ပြီးတော့အိုမိခင်တဲ့အမိန့်ရှိပါဘာများပြောချင်လို့ဟောဒီတငယ်ကိုမင်းသိမိတ်ပေးထားတယ်ဆိုဟုတ်တယ်မေအခုလွတ်လိုက်ကောင်းပြီဟေးဒီသွားတော့ကွာသူမိခင်ကအခုလွတ်လိုက်ဆိုရင်သိမိတ်ပေးထားတဲ့သူကိုဖီရောကလွတ်တော်မူတယ်ဘွဲတော်အုပ်တယ်ဖို့ခမင်းချက်တဲ့လူကဘွဲတော်အုပ်ကိုယူလာပြီးဖီရောကိုဆက်တလိုက်တဲ့အခါညာဘက်လက်ညှိုးတော်နဲ့ဘွဲတော်အလေကောင်ကိုတားလိုက်တော်မူတယ်ညာဘက်အချမ်းကိုသူမိခင်ကိုဆက်သားတယောက်ကိုကုချက်ချင်းမိခင်အိုကိုဒီဘွဲတော်ဆက်သားဘွဲတော်ဆက်ပြီးသွားလိုက်တဲ့အခါမှာလူတယောက်ကိုလွှတ်လိုက်တယ်မိခင်ဟိုမှာသမင်းစားနေပါပြီလို့ဆက်သားကပြေးပြီးပြောလာမှဖီရောကမိမိသမင်းကိုနှိုက်စားတော်မူတယ်မိခင်အရင်မှာကောင်းမြတ်တဲ့အစားအစာမစားသလို
မင်းကိုလည်းဖေရောဘယ်တော့မှမစားဘူးအလ္လာဟ်ရှင်မြတ်ကအလုံးမဲ့နှစ်သက်တော်မူတယ်တဲ့ဖေရောမွေးကျေးဇူးတည်တာလို့တနေ့ကိုစီးရဲနွမ်းပါသူပေါင်း1000ကိုတသခံခင်းပြီးတော့နေ့ညစီးရဲနွမ်းပါတဲ့လူအိုလူမင်းများကိုနေ့စဉ်1000ကျွေးမွေးတော်မူတယ်အလ္လာဟ်အလုံးမဲ့နှစ်သက်တော်ငိုးကောင်ရေရှားလို့တိုင်းသူပြည်သားစီးရဲနွမ်းပါနေပြီဆိုရင်ရွှေရင်းကားကိုတောင်းနဲ့ခံပြီးကိုယ်တိုင်ဝေငှတော်မူတယ်တဲ့အလ္လာဟ်အလုံးမဲ့နှစ်သက်တော်မူဟာဒီအချက်၄ချက်ဖေရောလုံနေတဲ့၍ဖေရောကိုငါကသက်မချဘူးလို့အလ္လာဟ်ကအမိန့်ရှိတော့သူတို့ဒီများခင်ဗျာဒီမှန်ဖြစ်တဲ့ဖေရောကိုအလ္လာဟ်ဒီချက်၄ချက်ကိုနှစ်သက်ပြီးအလ္လာဟ်ကိုစော်ကားမော်ကားလုံနေတဲ့ဖေရောတောင်းမိခင်အပေါ်မှာအကရမ်လုပ်မှုကိုထောက်ထားပြီးလောကမှာအလ္လာဟ်မဖြစ်စီဘူးဖေရောကမင်းလာငါ့ကိုဘာလုပ်နိုင်တယ်တဲ့လို့ဟာဇတ်မူဆာကိုအပြောလိုက်မှဟာဇတ်မူဆာကအေးမင်းမာနာကြီးနေမို့ကွာမင်းဟောဒီအချက်၄ချက်ကိုလုပ်နေလို့အလ္လာဟ်ကထားတာကွာအဲ့ဒီလိုဖေရောကိုဟာဇတ်မူဆာကဒီအချက်၄ချက်မလုပ်အောင်ဟိကမတ်နဲ့ဆွအပေးလိုက်မှာဖေရောကဒေါသဖြစ်ပြီးတော့အမေကိုလည်းကနေရစပ်ပြီးထမင်းမပို့နဲ့ဆင်းရဲရတဲ့တရားမှမလာခဲ့နဲ့ဆင်းရဲတဲ့လူကိုလည်းရွှေရင်းကမဝေတော့ဘူးဘသူမှလည်းထမင်းမကျွတော့ဘူးဓာရီလည်းမထားတော့ဘူးလို့ရိတ်ရိုက်တဲ့နေ့ဟာဖေရောကိုနိုင်မြစ်ထဲမှာအလ္လာဟ်နှစ်သက်တဲ့နေ့ဖြစ်တယ်။ဒါကြောင့်သာနာမိတ်ဆွေများခင်ဗျာအီမန်မရှိသူကိုတောင်းဆင်းရဲတော်များအပေါ်မှာကူညီခြင်းရိုင်းပင်ခြင်းငေါမသူများခိုကပ်စရာမရှိသူများကိုကျွေးခဲ့မွေးခဲ့တဲ့ဖေရောကိုတောင်းအလ္လာဟ်ကဒီလောက်တော့ဒုနီယာလောကမှာအမြင့်မှာထားခဲ့တယ်ဆိုရင်အမေမတို့ကျွန်တော်တို့တွေအီမန်ရှင်တွေကိုများမိဘကိုယိုသေးခဲ့မယ်သူဆင်းရဲများပေါ်မှာတနာမယ်ပေးကမ်းခဲ့မယ်ကျွေးမွေးခဲ့မယ်ဆိုအလ္လာဟ်ဘာကိုပေးမလဲဆိုတာအတိုင်းတာမရှိပါဘူးလို့ပညာရှင်များကတင်ပြသွားပါတယ်။ဒါကြောင့်သွားလေသူမိခင်ကြီးကိုအကြောင်းခံပြီးတော့မိပြီးတော့ကျွေးလို့ကမကျွေးနိုင်တော့ဘူး။ငွေလို့ကမပွေးနိုင်တော့ဘူး။ခရီးရှည်လေးကများလာလို့အမေဖေးများအိမ်ထဲမှာထိုင်ပြီးလို့အမေဆလာမအလိုင်ကွမ်ဝါလီကွမ်ဆလာမ်ငါသားပြန်ခဲ့ပြီလား။ငါသားဖတ်တာငါပြန်လာတာအဆင်ပြေရဲ့လား။ငါသားရွှေတော့ကအဆင်ပြေရဲ့လား။ငါသားကြက်ကူးတာအဆင်ပြေရဲ့လား။ငါသားရဲ့လေရဲနဲ့ဘယ်လိုနေလဲကွမြည်ရရရဲ့လားသာသမီကောကနဲ့ရင်ွယ်ထဲမှာထားပြီးအမေကမေးလိုက်တာအမောတွေကိုပြေးလို့အမေတို့ဖေးတို့အလ္လာဟ်အမိန့်ကိုခံသွားပြီဆိုရင်ရွှေတော်မြစ်ပြိုသွားတယ်လို့ပဲအိမ်ထဲမှာ၆လို့ကတ်လို့လာလိုက်လို့ဆလံပေးမဲ့လှုပ်လိုက်လို့အမေမရှိတော့ဘူးဆိုရင်ထဲမှာဆွဲသွားပြီအပားမရှိတော့ဘူးဆိုရင်ထဲမှာဆွဲသွားပြီမိဘရဲ့အရေးအဝတ္တအလွန်ကျင်းမာတော့မူလို့မိမိလက်ဝဲမှာမိဘနှစ်ပါးကိုထားပေးခြင်းဟာအလ္လာဟ်ချစ်လို့အလ္လာဟ်မြတ်နိုးလို့အလ္လာဟ်ခေတ္တလုပ်တယ်လို့အလ္လာဟ်ချမ်းသာစေခြင်းလို့အလ္လာဟ်ဂျန်နတ်ကိုပေးခြင်းလို့မြင့်မြတ်တဲ့အစ္စလာမ်သာသနာဝင်များပြီးမြင့်မြတ်တဲ့နှလုံးသားနဲ့မိခင်ဖခင်အပေါ်မှာမြင့်မြတ်မြတ်လေးလေးစားစားဆက်ဆံအားထုတ်သွားခဲ့မယ်ယာရဆိုလလာကျွန်တော်မျိုးတို့မိဘရဲ့ကျေးဇူးတရားကိုမတိတတ်လို့နှုတ်အဖြစ်၎င်းလေယုံအဖြစ်၎င်းနှလုံးအဖြစ်၎င်းညောင်များစွာပြင်မမိခဲ့ပါတယ်မိဘနှစ်ပါးလည်းမရှိတော့ပါဘူးကျွန်တော်မျိုးတို့ဘာများလုပ်ရင်ကောင်းဖို့မလဲလို့ကိုတော့ကိုကတ်လျှောက်တော့ကိုတော့အမိတ်ရှိတော့ဘူးတဲ့မိဘနှစ်ပါးကွယ်လွန်သေဆုံးသွားတဲ့အချိန်မှာအချိန်တိုင်းမှာမိဘနှစ်ပါးကိုအကြောင်းခံပြီးတော့အီဆာလေးဆဝတ်နမတ်ဖတ်ပြီးပို့မယ်ဇီကီလုပ်ပြီးပို့မယ်ကလမာ9000ဖတ်ပြီးတော့ပို့မယ်နမတ်ဖတ်ပြီးပို့မယ်အလူဒါနတွေလုပ်ပြီးပို့မယ်ရိုဇာထားပြီးအီဆာလေးဆဝတ်ပြီးပို့မယ်အလ္လာဟ်လမ်းထွက်ပြီးတော့ရရှိတဲ့အကျိုးဆောင်ကိုသွားလေသူကျွန်တော်မျိုးဤပြပနှစ်ပါးပေါ်မှာအရှင်မြတ်ချင်းမြင်တော်မူပါကပရီအဇာမလွန်ငိမ့်ချမ်းသာွယ်ပေးတော်မူပါလို့သားလိမ့်မှာတမိလိမ့်မှာကမွတ်စလမ်မှာနမတ်ဖတ်ပြီးဇီကီလုပ်ပြီးတလာဝတ်လုပ်ပြီးကောင်းမှုကုသိုလ်လုပ်ပြီးရိုဇာထားပြီးအလ္လာဟ်လာဖွင့်ပြီးတော့များလက်မြောက်ပြီးသူဟာတောင်းလိုက်မယ်ဆိုရင်ထိုသားလိမ့်မှာတမိလိမ့်မှာကိုအကြောင်းခံပြီးအလ္လာဟ်ကပရအဇာကလွန်ငိမ့်ချမ်းသာွယ်ပေးတော်မူတယ်တရားများချီးမြှင့်ထားကြမယ်ဆိုမြင်မတဲ့တရားကိုချီးမြှင့်တော်မူတယ်မိဘရဲ့ကျေးဇူးကိုဆက်တဲ့တားကောင်းယရနာသမီးကောင်းယရနာများဤစရင်ထဲမှာသွတ်သွင်းတော်မူတယ်လို့ဩဝါဒတော်မှာလာရှိထားလို့မိဘအပေါ်မှာငယ်စဉ်ခါကမတိနားမလဲခဲ့လို့မကြွေးမမွေးခဲ့မိဘူးအယိုးသေးမထားမိခဲ့ဘူးမတောင်းမှငိခဲ့ဘူးငါပြစ်ကဖြစ်ကျင်းနိုင်ကြရမရှိဘူးဂျာနမကြတော့မှာပဲလို့တောကများဖြစ်နေမယ်ဆိုရင်အနောက်ကနေမထွက်ခင်လေเจ้าမှာချွဲမဆိုင်ခင်တောက်ပါတကားမပိတ်ခင်အမလ်တကားမပိတ်ခင်မှာ
ကျူးလို့မိခဲ့သမျှတော့အပြင်းများကိုတောက်ပါတဲ့နဲ့ဆူကဖတ်ပြီးတော့မိဘနှစ်ပါးပေါ်မှာတာဝန်ကျေတားကောင်းရဲ့နာသမီးကောင်းရဲ့နာများဖြစ်ဖို့မိမိတက်တာအသက်နဲ့ခန္ဓာမြဲသေး၍ကျူးသမျှတော့ကောင်းမှုကုသိုလ်များကိုဤစားလေသဘောအဖြစ်နဲ့ပို့ဆက်ခဲ့မယ်ဆိုအင်းဆာလာဒါလာအလာတနာတော်မူလို့ကျွန်တော်တို့တွေမိမတို့တွေကိုတားကောင်းရဲ့နာသမီးကောင်းရဲ့နာများရဲ့စရင်နဲ့မှသူသွေးစရာအကြောင်းရှိပါတယ်ဒါကြောင့်ပြောသူနားထောင်သူပြောရုံတက်တက်နားထောင်တက်တက်မှုဖက်နဲ့ယနေ့ညရရှိခဲ့တဲ့ဤစားလေသဘောအားလုံးတို့ကွယ်လွန်သူကြီးတော်ကိုအကြောင်းခံပြီးအီမန်ရှိကလမရှိအရဝါအလုံးပေါ်မှာအလ္လာဟ်ချီးမြှင့်တော်မူပါစေကဘာဒီအစပ်ကလူငယ်ချမ်းသာကိုပေးတော်မူပါစေကဘာကိုမျက်စိတဆုပ်ကျေဝန်းတော်မူပါစေနူရအလေးရောင်အပြည့်ဝပေးတော်မူပါစေဂျန်နတ်ကလေးကိုရှုရှိုက်ပြီးကယာမတ်ကိုဆောင်စားနေတာသူမြတ်အဖြစ်အလ္လာဟ်ရှင်ထားရှိပေးသနာတော်မူပါစေ سيدنا محمد وعلى ال سيدنا محمد وبارك وسلم عليه اللهم صل على سيدنا محمد صلاة رحمة صلاة بركة صلاة شفاعة صلاة مغفرة صلاة هداية صلاة سلامة صلاة تنجينا بها من جميع الأحوال والآفات وتقضي لنا بها جميع الحاجات وتطهرنا بها من جميع السيئات وترفعنا بها عندك الدرجات وتبلغنا بها أكثر الغايات من جميع الخيرات في الحياة وبعد الممات إنك على كل شيء قدير اللهم اغفرهم وارحمهم ولا تعذبهم وادخلهم واسكنهم في الجنة رب ارحمهما كما ربيانا صغيرا واشرهم يوم القيامة مع الإيمان والمتقين مع الأبرار ربنا اغفرني ولوالدي ولمن ولد ولأستاذي ولشيخي ولجميع المؤمنين والمؤمنات والمسلمين والمسلمات الأحياء منهم والأموات